Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဂရီပေးထားသလိုပဲပေါ့နော် July Picket ကလေးဖတ်ပေးပါမယ် July Picket ကလေးကို create လုပ်ပြတာကကြတော့မျိုးလုံးထဲမှာ bubble လေးတွေပေါ့နော်ဆက်ပြပူပေါင်းလေးတွေပေါ့လေအဲ့ဒါလေးကိုတစ်ချက်သတိရမိတယ်ဘာလို့လဲမသိဘူးအဲ့ဒါနဲ့အယောင်လေးတွေကိုတော့အစိမ်းလေးရဲ့ရွှေရောင်ဒီနေရောင်ကြီးရောင်ပေါ့နော်တကယ်တမ်းလုပ်တဲ့အချိန်မှာတော့အဲ့လိုမျိုးနေရောင်ကြီးတောက်နေတဲ့အယောင်လေးရဲ့နောက်တစ်ခါအပြရောင်လေးရဲ့ပေါ့နော်ပြောရလို့ရှိရင်တော့တစ်တော်လေးရဲ့နေရောင်လေးရဲ့ပင်လယ်ကြီးရဲ့ပေါ့လေအဲ့လိုမျိုးပုံစံမျိုးနဲ့create လုပ်ဖြစ်တယ်အခုက July ဆိုတဲ့အခါကျတော့နှစ်တစ်နှစ်ရဲ့နှစ်ဝက်လဲတစ်ဝက်လဲပြီးသွားပြီပေါ့နော်ပထမ6လပြီးသွားပြီနောက်ထပ်6လအောင်စရတော့မယ်အခုအားလုံးရောအဆင်ပြေကြရဲ့လားအခုလက်ရှိမှာဆိုလို့ရှိရင် astrology ရကလည်း transit တွေက retro တွေဖြစ်နေတယ်ပေါ့နော်အခုလက်တလောလေးမှာဆိုလို့ရှိရင်တော့ Mercury က Cancer ကိုရောက်နေတယ် retro ဖြစ်နေတယ် Cancer မှာ retro ဖြစ်နေတယ်ဆိုတဲ့အခါကျတော့အခုလက်ရှိကလည်း Cancer season ပေါ့နော် Cancer လေးတွေ happy birthday ပါsorry ကျမချောင်းနေမကောင်းဖြစ်ထားတာကချောင်းဆိုးတာမပြတ်သေးဘူးဖြစ်နေလို့เนาะတစ်ချက်ချက်ကြလို့ရှိရင်သိခံပေးပါကျမကိုယ်တိုင်လည်းကန်ဆာပဲပေါ့နော်လာမဲ့ July 12ရက်နေ့ဆိုလို့ရှိရင်မွေးနေ့ရောက်ပြီပေါ့လေဆိုတဲ့အခါကျတော့ကျမရဲ့ဒီကန်ဆာအဆိုင်မှာဆိုလို့ရှိရင်ကန်ဆာဆိုင်ကဘာမှရှိနေလဲဆိုတော့ astrology မှာနေတဲ့ချက်ပေါ့နော် general original ချက်မှာဆိုလို့ရှိရင်တော့ကျမက house 2မှာရှိနေတာဆိုတဲ့အခါကျတော့အခုချိန်မှာဘာဖြစ်နေလဲဆိုတော့Cancer Sun ရဲ့ Venus ရဲ့နှစ်ခုလုံးဒီကျမက house 2ထဲမှာရှိတယ်အဲ့တော့ကျမရဲ့ဒီ value နဲ့ပတ်သက်တာတွေကျမရဲ့ resource တွေတွေးပုံခေါ်ပုံတွေအဲ့ဒါတွေကနည်းနည်းလေး changes ဖြစ်လာတယ်ပြီးရင်ကျမကိုနည်းနည်း emotionally ပြန်ပြီးတော့ reflect တွေလောက်ခိုင်းနေတဲ့ကာလလို့မြင်မိရပေါ့နော်အရင်လည်းနည်းနည်းလေး tension နည်းနည်းများတဲ့အချိန်ကာလဖြစ်နေတယ်တခြားသူတွေရောကိုရီးယားဒီ cancer sign ကဘယ် house မှာရှိတဲ့ပုံမှာမူတည်ပြီးတော့ဒီ Mercury retro ကဘယ်လိုမျိုး effect ဖြစ်နေလဲပေါ့နော်အဲ့ဒါလေးတစ်ချက်ပြန်လဲဆန်းစစ်ဖို့လိုအပ်တယ်ဘာလို့လဲဆို cancer ဒီသူ့ရဲ့ original theme အရာကိုကemotionally nurturing လုပ်ပေးတဲ့သူမျိုးအဲ့တော့သူတကယ်လို့မြန်ခုချိန်မှာပေါ့နော်ကိုယ်စိတ်နဲ့ပတ်သက်ပြီးတော့မှတခုခုဆိုလို့ရှိရင်တချို့တွေလည်းမိသားစုနဲ့ပတ်သက်တာတချို့တွေကကြတော့အလုံးနဲ့ပတ်သက်တာတချို့တွေက relationship ပေါ့နော်ကိုယ့်ရဲ့ဒီ partner နဲ့ပတ်သက်တာတကယ်ချင်းမိတ်ဆွေနဲ့ပတ်သက်တာတယောက်မတူဘူးပေါ့နော် maybe ကိုယ့်ရဲ့ self ဘယ်လိုပြောရမလဲ self communication ပေါ့ကိုယ်တိုင်နဲ့ကိုယ့်ရဲ့အရင်တော့မှတ်ခဲ့တဲ့ကိုသိထားတဲ့အကြောင်းအရာတွေနဲ့အခုလက်ရှိမှာဖြစ်နေတဲ့အကြောင်းအရာတွေနဲ့ဆိုလို့ရှိရင်ရောအဲ့နှစ်ခုကြားထဲမှာဘယ်လောက်ထိintent ပေါ့ဘယ်လိုပြောရမလဲကွဲပြားခြားနားချက်တွေရှိနေလဲပေါ့နော်အဲ့ဒါလေးတွေနည်းနည်းလေး reflect လုပ်စေချင်ပုံရတယ်အခုမှ retro ကကြတော့ effect လည်းဖြစ်တယ်ပေါ့လေအဲ့တော့တချို့ communication တွေဆိုလို့ရှိရင် maybe နှုတ်ဆက်ရတာမျိုးတွေပါတယ်ဖြစ်ကောင်းဖြစ်နိုင်ရတယ်ဆိုတဲ့အခါကျတော့ view site ကြပါပေါ့နော် Mercury ကများသောအားဖြင့်ကဒီ communication တွေသတင်းအချက်အလက်တွေ email တွေအဲ့လိုမျိုးတွေနဲ့ပတ်သက်တာဆိုတော့လေအဲ့တော့ကိုယ်နဲ့ရင်းနှီးရတဲ့သူတွေကြားထဲမှာစိတ်ဝမ်းမကွဲဖို့ရဲ့နောက်တစ်ခါဟိုပေါ့အဓိကကတော့ပွင့်လင်းတာကလည်းပဲတစ်ဖက်တစ်လမ်းကကောင်းတယ်ဒါပေမဲ့ကိုဖွင့်ပြောလိုက်တဲ့အချိန်မျိုးမှာတချို့ကိစ္စတွေကိုရင်ဆိုင်မှုအတွက်ကကိုယ်တိုင်ရောအစင်းသင်းဖြစ်ပြီလားဆိုတာကို reflect လုပ်ရမယ့်အချိန်ပေါ့နော်တချို့ communication တွေမှာဟုတ်တယ်နှုတ်ဆက်ရတော့မယ့်အချိန်မျိုးတွေရှိလာခဲ့ပြီဆိုရင်အဲ့ဒီနှုတ်ဆက်ပြီးသွားရင်ကိုကအဲ့ဒီ result ကိုပေါ့လေ outcomes ကိုကတကယ်လက်ခံနိုင်ပြီလားပေါ့အဲ့လိုမျိုးပြန်ပြီးတော့မှသေချာစဉ်းစားပြီးတော့မှ decision ကိုချစေချင်တယ်ပေါ့နော်Mercury retro ကာလမှာတော့များသောအားဖြင့်ကတော့ဟုတ်ပါလဲစာချုပ်စာတမ်းချုပ်တာတွေပါကတော့မကောင်းတာအမှန်ပဲအဲ့တော့ဘာလဲအဲ့လိုမျိုးအလုပ်သစ်ပြောင်းတာတို့အလုပ်ထွက်တာတို့အဲ့လိုမျိုးတွေကတော့တိတ်ပြီးတော့လုပ်လို့မကောင်းတဲ့အချိန်ပေါ့လေအဲ့တော့နည်းနည်းလေးတစ်ချက်အချိန်ယူပြီးတော့မှစဉ်းစားပါဇူလိုင်လကုန်20ကျော်လောက်ဆိုလို့ရှိရင်တော့ပြန်ပြီးတော့အဆင်ပြေသွားလိမ့်မယ်ပေါ့နော်ဒီကာလကြီးမှာတရားအဲ့တော့တစ်ချက် view site ပါကျမကိုယ်တိုင်လည်းလာမဲ့ဒီ4ရက်နေ့ကနေစပြီးတော့ကျမဒီလရှင်ဝယ်ဖြစ်တဲ့အခါကျတော့ဒီ page လေးမှာဒီ YouTube July Picket ကလေးဖတ်ပြီးသွားလို့ရှိရင် page လေးကခဏနားပါအောင်မယ်ပေါ့နော်နားတာတွေကများနေကျွန်မလည်းတစ်လားလုံးမလားအစားလေးပဲပေါ်လာပြီးတော့ပျောက်သွားတယ်အခု July အတွက် Picket ကလေးဖတ်ပြီးတော့ရှင်ရင်လည်း page ကနားရပါအောင်မယ်အဲ့တော့ဒီနေ့ဖတ်မဲ့ပုံစံကဘယ်လိုလေးလဲဆိုတော့ tarot ကတော့ပုံမှန်တိုင်း tarot တကက်ကတော့ tarot ခက်ကတော့
ထွက်မှာပဲပြီးရင် clarification ကိုလိုအပ်လို့ရှိရင် clarification ဒီ everyday wish လေးနဲ့တစ်ချက်လုပ်ပေးမယ်အဲ့ဒီ tarot ကမဖတ်ခင် themes လေးတွေပေါ့နော်ဒီလရဲ့ group တစ်ခုချင်းစီရဲ့ theme လေးတွေကဘာလေးတွေလဲဆိုတော့သိစေဖို့အတွက်ဒီ happy note လေးတွေနဲ့တစ်ချက်ပြောချင်တယ်ဘာလို့လဲမသိဘူး ticket ကလေးထုတ်လာမိတယ်ဒီနေ့အပြင်စင်ကနည်းနည်းလေးdifferent ဖြစ်နေမှာပေါ့နော်ကျွန်မအပြင်ကိုရောက်နေတဲ့အခါကျတော့အဲ့တော့အခု group 1စပါပြီ little လေးစကားများလိုက်ရတယ်ဒီကက်ကလေးတွေကတိတ်မသုံးဖြစ်ဘူးတိတ်ပြီးတော့မထုတ်ဖြစ်ဘူးပေါ့နော်ပြီးမှတကယ်လို့ YouTube ကိုမကြည့်နိုင်တဲ့သူတွေအတွက်ကိုလည်း Facebook မှာဒါလေးကို clarification လေးတစ်ချက်ပြောပြခြင်းနဲ့စိတ်လေးရှိရတယ်ဒီကက်ကလေးသုံးမိတာသူက little yogi ရဲ့ little yogi ဆိုတဲ့ဟာလေးသူ့ရဲ့ကက်လေးကချစ်တော့ချစ်စရာလေး happy note လို့ရေးပြင်မဲ့လည်းပဲသူစီမှာကဟို reflect လုပ်ရမယ့်ဟာလေးတွေပါတယ်ပေါ့နော်အခုဆိုရင် group 1 အတွက်ပေါ့ universe suggest for a guide by your summer master be your higher self please me I know about the group 1 what they need to know please guide me what they need to know please guide me what I need to know please guide me how can I help for them ကထလာပြီလားမစက်ထောက်နေတာနော် Okay it's not just the path that matters but also the imprints that I leave behind oh ချစ်စရာလေးကက်ကလေးရအဲ့လေဒီ group ကလူတွေမှာဟို July တင်းလေးနဲ့တောင်မှကြိုက်သေးတယ်ဒီ group ကလူတွေမှာအော်လက်ထဲကိုနှစ်ကတောင်ပါလာတရားလေးကကြတော့အရင်ဆုံးဒီမှာ for every good grow the way rain is essential တဲ့ဒီမှာဆိုလို့ရှိရင်2ယောက်ပေါ့နော်တချို့တွေ relationship တဆင့်တက်မဲ့သူတွေရှိလားမသိဘူးเนาะဒီ group ထဲမှာအဲ့ဒါဆိုလို့ရှိရင်အဆင်ပြေလောက်တယ်အဖြေတွေပါလေးပေးမှာဆိုလို့ရှိရင်လည်းမိုက်တယ်ပေါ့เนาะပြီးတော့ဒီမှာ July ဆိုရင်မိုးရွာနေတဲ့အချိန်မှာထိလေးဆောင်ပြီးတော့တကယ်ကိုမိုက်တဲ့ကက်ကလေးတော်တော်လေး connection ကြိုက်တယ်လို့ပြောလို့ရတယ်for every good growth တဲ့ဒီမှာဆိုလို့ရှိရင်သူရေးထားတာကဒီကောင်းမွန်တဲ့ဒီ growth ဖြစ်ဖို့ဆိုလို့ရှိရင်ပေါ့နော်ဘဝမှာပေါ့အဲ့ဒါဆိုရင် rain is essential တဲ့မိုးကလိုအပ်တယ်အဲ့တော့မိုးရတယ်ဆိုပြီးတော့စိတ်မကောင်းဘူးဟိုဗာလဲစိတ်ရှုပ်တာတွေဗာလဲမဖြစ်ကြနဲ့เนาะဘေးမှာထီမိုးပေးမဲ့လူတယောက်လုံးရှိရယ်ကိုယ်နားမှာရှိရတဲ့သူဒီကိုယ့်အတွက်အရေးအာဝါဒပေးလိမ့်မယ်နော်အဲ့ဒါလည်းပဲ2ယောက်ပဲအဲ့ထူးဆန်းတယ်တော့ကျွန်မတစ်ခါမှမတွေ့မိဘူးဒီကက်ပေါ့whoever follows their heart that meet friends that all every bar that ဒါတော့မိတ်ဆွေတငယ်ချင်းတွေနဲ့လည်းဖြစ်ဖို့များတယ်whoever follows their heart သူတို့ရဲ့ဒီနှလုံးသားကနေဒါနှလုံးသားရဲ့နောက်ကိုသာလိုက်လို့ရှိရင်ပေါ့နော်ကိုတွေ့ရတဲ့လူတွေဘယ်သူ့ကိုပဲဖြစ်ဖြစ်ဟိုနှလုံးသားကိုဦးစားပေးစေချင်တာပေါ့လေအဓိကကတော့ခုချိန်ကာလကြီးမှာတကယ်လို့များ emotionally နည်းနည်းဟိုပေါ့အဆင်မပြေတာတွေရှိတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့နှလုံးသားလေးကဘယ်ကိုသွားချင်တာလဲအဲ့ပေါ်မှာလိုက်ပြီးသွားလို့ရှိရင်တငယ်ချင်းတွေမိတ်ဆွေကောင်းတွေတငယ်ချင်းကောင်းတွေရနိုင်တယ်တဲ့ကျမထင်တာတော့တချို့တွေလေဟိုမတွေ့တာကြတဲ့သူတွေပြန်ဆုံတွေ့တာမျိုးတို့ဒီ group ကလူတွေမှာမိသားစုပြန်ဆုံတွေ့တာတငယ်ချင်းတွေနဲ့ပြန်ပြီး connection လောက်တာအဲ့ဒါလေးတွေကကောင်းတဲ့အချက်တွေသိလားဖူးစာတွေပါနေစောင့်နေတယ်ဆိုရင်လည်းဖူးစာရှင်တွေ့နိုင်တယ်ခုနပထမဦးဆုံးတကယ်ပြရတဲ့ဟာလေးရပါတော့ it is not just the path that matters လမ်းကြောင်းကအရေးမကြီးဘူး but also the imprints that I leave behind ဒီအနောက်မှာကိုဘာရေးချန်ထားခဲ့မှာလဲကိုလျှောက်တဲ့လမ်းမှာပေါ့နော်ဒီမှာလည်းပဲပြောမယ်ဆိုရင်ခြေရာဆိုရင်သူအသေးပုံလေးတွေပြထားသေးတယ်အသေးလေးကိုလည်းကင်ထားတော့အရင်ဆုံးကြတာဒါလေးနော်ပြီးသွားတော့မှဒီကက်ကလေးနဲ့2ယောက်တွေ့သွားတာပြီးသွားလို့ရှိရင်ကိုဒီမှာလည်းအသေးလေးနဲ့ကိုရဲ့နှလုံးသားနောက်ကိုလိုက်ပါလို့ပြောထားတယ်ဆိုတဲ့အခါကျတော့maybe self love အတွက်လည်းပါနိုင်တယ်relationship မရှိသေးတဲ့သူတွေ single လေးတွေဆိုလို့ရှိရင်ကိုယ့်ရဲ့နှလုံးသားလေးကိုတည်ပြီးတော့မှကိုဘာတွေထားခဲ့မှာလဲပေါ့လေကိုယ့်ရဲ့လမ်းကြောင်းမှာဘလို့ရတွေကိုကိုထားခဲ့ခြင်းလဲအဲ့ဒါလေးတွေကိုတစ်ချက် view ဆိုင်ဖို့လုပ်လိုက်မယ်အဲ့ရနေပြီးတော့အချစ်တွေပါရလာနိုင်တယ်နော်အချစ်ဟောင်းအောင်ဖြစ်တဲ့အချစ်ရှိပြီးသားလူတွေအတွက်ဆိုရင်လည်းနောက်ထပ်တစ်ဆင့်ထပ်တက်ဖို့အတွက်အခွင့်အရေးကောင်းနေဖြစ်နိုင်တယ်ဒါလေးဒီမှာထောင်ထားပေးမယ်နော်ဒီလိုလေးထောင်လိုက်ပါမယ်
အဲ့တော့ဟို tarot card နဲ့ကြည့်မယ် tarot card this may I know about group 1လေးတွေတာထွက်လိုက်ပါတယ် tarot ကတော့ဘာတွေထွက်လာမလဲတော့မသိဘူးလေဒီလရဲ့ energy ကြည့်ချင်ပါတယ်အော်ဒါကထွက်လာတယ် the hermit အိုးတယောက်တည်းလေလား single လေးလား the hermit မုန်းတဲ့ဒီကနေ့ကကြိုက်တော့ကြိုက်တယ်တယောက်တည်းနှလုံးသားလေးကင်ပြီးရှောက်သွားနေဟို hermit ကကြတော့မီးရင်လေးကင်ပြီးရှောက်သွားနေတာပေါ့နော်ဒီမှာကကြတော့နှလုံးသားလေးကင်ပြီးရှောက်သွားနေတာမစိုးပါဘူးဘာပဲဖြစ်ဖြစ်ကိုကအလင်းပေးဖို့ပဲလေဒီနေ့အတဲ့တွေပဲကြည့်ပြရစီနော်ကတ်တယ်ရောကဲတချို့တွေမျောလင်းဆောင်စားနေတဲ့သတင်းတွေကြားရတော့မယ်တဲ့သတင်းကောင်းတွေဖြစ်ဖို့များပါတယ်နံပါတ်8ကဏ္ဍအရန်ထူကြတယ်ဒီ maybe 8လပိုင်းလောက်မှာအကျိုးဖြစ်ထွန်းတာမျိုးဖြစ်နိုင်တယ်8လပိုင်းလောက်မှာသတင်းကောင်းတွေပေါ်ထွက်လာတာမျိုးဖြစ်နိုင်တယ်8လပိုင်းပြီးသွားရင်9လပိုင်းရောပဲ hermit ကကြတော့ဟိုပါပေါ့နော်Virgo တွေအဓိကပါတယ် Virgo စီစဉ်ရောက်တဲ့အချိန်မျိုးမှာ result တွေပါသိရနိုင်တယ်သူကဘာလို့လုပ်လဲဆိုတော့ Virgo ဒီ8လပိုင်းကုန်9လပိုင်းလာလဲဆိုတော့လေ8လပိုင်း20ကျော်ကနေ9လပိုင်း20ဟိုဟာလောက်ထိဆိုတဲ့အခါကျတော့20ကျော်လောက်ထိဆိုတဲ့အခါကျတော့ဒီမှာလဲ9 or ones ဟုတ်တယ်8နဲ့9နဲ့8လပိုင်း9လပိုင်းဒီ group အတွက်အရန်ကိုပဲထူးခြားတဲ့လာတွေဖြစ်ဖို့များတယ် result တွေသိရလိမ့်မယ်ပေါ့နော်ဒါပေမဲ့တခုရှိတာကဒီမှာဗာလေးသိရလဲဆိုတော့ဒါလေးဂျမ်ကတ်နော်ဒီမှာကနှစ်ကတ်ပဲထောက်ရသေးတယ်နော်တစ်ကတ်ထပ်ဆွဲအောင်မယ် the wall နဲ့လာတာတော့ဒါကြောင့်ထပ်ဆွဲမိတာအဲ့တော့ဒါဒီနံပါတ်6ကဏ္ဍပေါ့နော်နံပါတ်6ကဏ္ဍနှစ်ခါပါသလိုနံပါတ်8ကဏ္ဍကနှစ်ခါပါတယ်maybe တချို့တွေ personal year number 8 9တွေဖြစ်ဖို့များတယ်ဒီ group 1ကလူတွေမှာဘာလို့လဲဆိုတော့ completion ကလာတော့မှာဖြစ်တယ် the wall နဲ့ကြာလာတာဒီ personal year number 8တို့ number 9တို့ဆိုရင်ကအထူးသဖြင့် number 9သမားတွေပေါ့လေသူတို့ကဘာလို့ရမလဲဆိုတော့အခါကျတော့ chapter ကို9နှစ်တာလောက်ဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေကိုအတွေ့အကြုံတွေဖြစ်စဉ်တွေပေါ့နော်ကိုယ်နဲ့ပတ်သက်တဲ့အရာအဲ့ဒါတွေကိုတဆင့်အဲ့နေရာမှာတကားကိုပိတ်ရမယ်ပိတ်ပြီးတော့နောက်ထပ်နံပါတ်1ကနေပြန်စားရမှာpersonal ရေးရကြတော့နံပါတ်1ကနေပြန်စားတဲ့အချိန်မှာအသစ်တွေလာဖို့အတွက်ကိုကအဟောင်းကိုဆွန့်လွတ်တန်းတာရှိရင်ဆွန့်လွတ်ရမယ်ဆွဲခေါ်ယူသွားတဲ့နာရှိရင်လည်းတင်းစီရမယ်ဟာရှိရင်လည်းတင်းစီရမယ်အဲ့လိုမျိုးလေးတွေပေါ့လေset up ပြန်လုပ်ရမယ်ပေါ့နော် review တွေပြန်လုပ်ရမယ် reflect တွေပြန်လုပ်ရမယ်အဲ့လိုမျိုးတွေပြန်လုပ်ပြီးသွားတဲ့အခါကျတော့မှဒါ new beginning ဆိုတာမျိုးကအတိတ်ပဲပေါ်ဆောင်နိုင်စွမ်းရှိတာပေါ့မဟုတ်လို့ရှိရင်ကြတော့ဒီ9နှစ်တာလောက်လုပ်ခဲ့ရတဲ့အရာတွေသိမ်းထားခဲ့ရတဲ့ဟိုပစ္စည်းရတယ်သိရမလား emotionally ပဲဖြစ်ဖြစ် physically ပဲဖြစ်ဖြစ်ပေါ့နော်အတွေးခေါ်တွေပဲဖြစ်ဖြစ်ပေါ့အဲ့ဒီဟာတွေအကုန်လုံးကိုနောက်ထပ်ပြီးတော့တင်းစီထားမှာနှစ်ကာလများအများကြီးတွေတင်းစီထားမယ်ဆိုရင်အဆင်မပြေဘူးအဲ့တော့ဖြုတ်ချတင်တာရှိရတယ်ဖြုတ်ချဖို့လိုအပ်တယ်လို့မျိုးတင်းတည်သွားမယ်ဆိုရင်ရောဘယ်အရာတွေကိုအတွက်တည်သွားမှာလဲဘယ်အရာတွေကိုထားခဲ့မှာလဲအဲ့လိုမျိုးလေးတွေ review and reflect လုပ်ရမယ်အချိန်ဖြစ်ဖို့များတယ်အဲ့တော့ဒီ9လပိုင်းထဲမှာတချို့တွေကinterview တွေပါရှိရဲဆိုလို့ရှိရင်အဖြေတွေပါပေါ်လာနိုင်တဲ့ result တွေသိရမယ်ကိုလိုချင်တဲ့သတင်းကောင်းတွေလည်းလာဖို့ရှိတယ်ဒါမှမဟုတ်လို့ရှိရင်လည်းတချို့ခရီးသွားမဲ့သူတွေပါရှိရဲဆိုလို့ရှိရင်ကောင်းတယ်ပေါ့နော်maybe သတင်းကောင်းမဟုတ်ဘဲနဲ့လူချင်းချင်းတွေ့ရတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပြီးတော့ငွေကြေးအပြင်ဆိုလို့ရှိရင်ဒီ group တွေမှာငွေကြေးအပြင်အဆင်ပြေတယ်လို့ပြောလို့ရတယ်အလုပ်လည်းနည်းနည်းရှုပ်ကြမယ်အလုပ်လည်းနည်းနည်းများကြမယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကျမကြီးတော့ view site ဖို့လိုအပ်တယ်လူအရန်ပင်ပန်းတာမျိုးတွေရှိတယ်အဲ့တော့အရန်ကြီးတော့ပင်မခံနဲ့ဒါကတော့ကိုယ့်ဘာကိုသိမှာပေါ့နော်ကိုယ့်ရဲ့အခြေအနေပါအဲ့တော့တကယ်လို့ပင်ပန်းပြီဆိုလို့ရှိရင်လည်း physically ပင်ပန်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အနားယူလိုက်တယ်ဆိုလို့ရှိရင်လည်းနည်းနည်းသက်သာသွားမယ် mentally ကတော့တော်တော်လေးကောင်းမွန်တဲ့အခြေအနေမျိုးလို့ကျွန်တော်တို့ယူဆမိတယ်။ဘာလို့လဲဆိုဒီမှာ harmony လည်းရှိတဲ့အခါကျတော့အတွေးခေါ်အသစ်တွေmaybe သင်တန်းအသစ်တွေပညာရေးအသစ်တွေအဲ့ဒါတွေလေ့လာလိုက်စွာနိုင်မယ်ဆိုလို့ရှိရင်ဒီကာလမှာအရန်ကောင်းတယ်။တချို့တယောက်တည်းနေခြင်းစိတ်များတဲ့အခြေအနေမျိုးလည်းဖြစ်နိုင်တယ်။တချို့တွေကြတော့လည်းကျွန်မလိုမျိုး retreat သွားတာတွေပါတယ်ညာတွေဖြစ်နိုင်တယ်ဒီကာလမှာပေါ့နော် maybe တရားထိုင်တာဘာသာရေးကိုပို့လို့ဖြစ်တာအဲ့ဒါလေးတွေ4လပိုင်းမှာ9လပိုင်းမှာဘယ်က4လပိုင်းထွက်လာလဲမသိ9လပိုင်းထဲမှာအဲ့ဒါလေးတွေလုပ်လို့ရှိရင်တော်တော်လေးကောင်းမွန်နိုင်မယ်တကယ်လို့မြန်ကိုက
တခုခုရည်ရွယ်ထားတာရှိတယ်အဖြစ်မသိရသေးဘူးဆိုလို့ရှိရင်အဲ့ဒီလာမဲ့8လပိုင်းအကုန်9လပိုင်းနဲ့မှာ result တွေသိရဖို့များတယ်ပေါ့နော်အဲ့ချိန်ကြလို့ရှိရင်တော်တော်လေး completion ဖြစ်သွားလိမ့်မယ်ကိုမျှော်လင့်ထားတဲ့အရာတွေကအဲ့မှာ repeated pattern မဖြစ်အောင်လို့တော့နည်းနည်းခရီးဆိုင်ရလိမ့်မယ်ပေါ့နော်အဲ့တော့clarification ကိုဒီမှာ9 or 1s လေးကိုတစ်ချက်ဖတ်ကြည့်နေပေါ့နော်။ဘာကြောင့်များ9 or 1s ထွက်လာတာလဲဘယ်နေရာတွေမှာများဘယ်ဆက်တာတွေမှာအခက်အခဲပြင်ပမှုတွေရှိနေတာလဲသိပြရစေ။ဝေးကြီးကြောင်မြန်လားမသိဘူးเนาะတချို့တွေကပြင်ပန်းတယ်ဟိုပေါ့အလုပ်ပို့လုပ်လို့ရှိရင်ငွေပိုရမယ်တဲ့ဆိုတဲ့စိတ်တွေမြန်ပါတယ်များရှိလာတော့မပြောတတ်ဘူးဒါကြောင့်မို့လို့အလုပ်ကိုပဲစူးစမ်းပြီးတော့လုပ်မယ်ဆိုတဲ့စိတ်မျိုးနဲ့ဒီမှာကအလုပ်ကိုအသက်ကုန်နေလုပ်နေတယ်တစ်ဖက်ကနေလည်းခန္ဓာကိုယ်ကပင်မမှန်သိပင်မလည်းပဲအလုပ်ကိုမလျှော့နိုင်အောင်ဖြစ်နေတာမျိုးဖြစ်တတ်တယ်အဲ့တော့အဲ့ဒါလေးကိုတစ်ချက် Q ဆိုင်ပါခေါင်းမာတာလေးတွေရှိရဆိုရင်လည်း short ပါဒီမှာတွေးမိတာဒီထပ်ထွက်လာတာဒီလည်းပဲEarth sign သမားတွေ Taurus Virgo Capricorn and then once တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့Aries Leo Sagittarius ဒီနှစ် sign ပဲထွက်တယ်ပေါ့နော် Fire sign နဲ့ Earth sign နဲ့ပဲထွက်တယ်ကျန်တာတိတ်ပြီးတော့မထွက်နိုင်ဘူးအဲ့တော့တကယ်လို့မြန်ကိုကအလုပ်တွေကိုလုပ်ချင်တယ် passionate လည်းဖြစ်တယ်လုပ်ချင်တဲ့စိတ်ကရှိနေတယ်ပေါ့နော်အရင်လုပ်ချင်တဲ့စိတ်ကရှိနေတဲ့အခါကျတော့အားဆုံးခွန်ဆိုင်တွေလုပ်တယ်နောက်ပိုင်းမှာခန္ဓာကိုယ်ကမလိုက်နိုင်တာမျိုးတွေဖြစ်တတ်တယ်အဲ့တော့နည်းနည်း view size စေခြင်းနဲ့အဲ့ဒါဆိုရင်တော့အဆင်ပြေသွားပါလိမ့်မယ်ပြီးတော့အရင်ဒီအစ်စ်တွေပါလေလုံးမှာဆိုရင်တော့မလုပ်စေချင်သေးဘူးခုကာလမှာလေအစပိုင်းမှာပြောလို့ပေါ့နော် Mercury retro ကလည်းရှိနေတဲ့အခါကျတော့အဲ့ဒီ retro ပြီးတော့မှပဲလောက်တာမျိုးဆိုရင်တော့ပိုကောင်းနိုင်မယ်ငွေကြေးနည်းနည်း Q size စေချင်တယ်ဟိုကအလုပ်လုပ်တဲ့ငွေတွေရတယ်ဆိုပေမဲ့လည်းပဲငွေဆုံးရှုံးမှုတွေပါဖြစ်အောင်မှာဆိုရင်တော့နောင်တတွေပါလေရတတ်တာမျိုးဖြစ်တတ်တယ်ပေါ့နော် decision မှာပြီးတော့အခုဒါ romance angel ပေါ့နော်ချစ်ရေးအတွက်ဆိုရင်ရောဗာလေးတွေမြန်သိရမလဲတချို့တွေမိဘလေးတွေရှိရဆိုရင်မေးထားလို့ရတယ်ဒီမှာအဖြေလေးတွေပါလာလိုက်မယ်အဖြေလေးဆိုတော့ဒီက guidance လေးတွေ I know the answer for group 1 or ထွက်တယ်တော့yes reconciliation someone from your past is returning to your life oh my god အချစ်ဟောင်းနေပြန်လာဖို့ရှိတယ်ဒါကြောင့်ဒီမှာကျတော့ grow the rain is essential ဒီမှာစထွက်တယ်ဟိုကသူကအချီနဲ့ပဲထွက်ထားတော့ဒီဘက်ကလူတွေကဒါတော့ပနိကဲတွေအများကြီးထွက်နေပြီဒါတော့အလုပ်တွေရှုပ်နေကြလို့ဘယ်လိုရောလားပဲဒီဘက်မှာလည်းတစ်ချက်ကြည့်လိုက်အောင်เนาะဒီမှာလည်း retreat လို့တော့ကောင်းစင်တော့တတ်ထားတာဒါပေမဲ့ဒီမှာ2ယောက်သားလေးရှောက်သွားနေတာ it's time to disconnect from the world oh my goodness သူတွေ honeymoon သွားကြတော့မှ2ယောက်တည်းကဘာပဲသွားတော့မယ်တဲ့ကဘာကြီးနဲ့ဖြတ်ပြီးတော့မှ2ယောက်တည်းပဲတောထဲကိုသွားနေတော့မယ်တဲ့ retreat လုပ်တော့မယ်တဲ့ကဲ okay ချို့လည်းအချစ်ဟောင်းနေလာဖို့ရှိတယ်ဆိုတော့အစင်းသင်းဖြစ်ပြီလားအချစ်ဟောင်းနေလက်ခံဖို့ဆိုလို့ရှိရင် reconciliation လုပ်ရတော့မယ် all the best ပါဆက်စရရအဆင်ပြေကြပါစေရှင်ကျေးဇူးတင်ပါတယ်ခု group 2လေးတွေကိုဖတ်ပေးပါမယ်နောက်ပိုင်းကတိဖတ်တာနည်းနည်းမြန်လာပြီပေါ့နော်အရင်တော့မကြတော့ဒီမှာကဖတ်တာနည်းနည်းကြာတယ်ခုက group 2လေးတွေအတွက် group 2လေးတွေအတွက်ဆိုရင်Universe in your spirit guide divine senior master please me I know about the group 2လေးတွေအဝါလေးတွေနော် sunshine လေးတွေနေရောင်ကြီးတဲမှာနေရောင်ကြီးကလကဖွင့်နေကတ်တွေကထွက်လာပြီဆိုတော့ချလိုက်တော့မနော်အဲ့လေ
ဒါလေးဆိုလို့ရှိရင်ကြတော့ခုနနဲ့မတူတော့ဘူးတွေ့လားဒီမှာဆိုရင်တယောက်တည်းတရားထိုင်ရတော့မယ် I am thankful for myself and my entire being နဲ့ကိုကျေးဇူးတင်နေတာ the little you တဲ့ oh little you ဒီကလာမှာဒါလေးကိုမြင်တော့ဘလို့စိတ်ထဲမှာပေါ်လာလဲဆိုတဲ့အခါကျတော့တချို့တွေပေါ့နော်ကိုနည်းနည်းပျောက်ဆုံးနေတယ်လို့ခံစားရတယ်ပေါ့နော်ကိုနည်းနည်းအားမလို့အားမရလေးတွေဖြစ်နေတယ်ငါဘာမှန်းနေလဲမသိဘူးဆိုတဲ့လူတွေရှိတယ်ဆိုလို့ရှိရင်ဒါလေးကို screenshot လေးရိုက်ပြီးတော့မှမမေ့စေချင်ဘူးဒီစာလေးကိုတစ်ချက်သတိရစေချင်တယ် I am thankful for myself and my entire being နဲ့ကိုကျေးဇူးတင်တယ်ပေါ့နော် I am thankful ဒါလေးကိုမအိတ်ခင်မှာရွတ်တယ်ဆိုရင်လည်းကောင်းတယ်ကျမဆိုရင်သတိရရင်ရတိုင်းရွတ်ဖြစ်တယ်ပေါ့နော်ကိုကျမကျတော့ I love you လို့အများအားပြောလို့ရှိတယ်အရင်တော့ကျမလုံးဝမပြောတတ်ဘူးအဲ့ဒီလိုမျိုးစကားကိုနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ကိုမို့အရင်ချစ်မှသူများကကိုချစ်မှာပေါ့နော်အဲ့ဒီစိတ်ကလေးကိုနည်းနည်းလေးပြုပြင်ပြောင်းနိုင်ရင်လည်းမှအဲ့လိုမျိုးလေးတွေပြောတတ်လာတာပြီးရင်ကိုအရင်ကျေးဇူးတင်ရတယ်ကျမဆိုရင်ကျမခန္ဓာကိုယ်ကြီးကိုအများနဲ့ကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့ကျမခန္ဓာကိုယ်ကstrong ဖြစ်တဲ့ထဲမှာပါတယ်ပေါ့လေတော်ရုံတန်ရုံတိတ်ပြီးတော့မှစေအခုချိန်นี้ဟိုလိုမျိုးစေဝါကုသရတာရက်ရှည်ကုသရတာမျိုးတွေမရှိဘူးခွဲစိတ်ကုသရတာတွေမရှိဘူးအရန်ကြီးဆိုးဝါးကျမကိုဒုက္ခမပေးနေဘူးအဲ့အတွက်ကြောင့်မို့လို့အရန်ပဲကျေးဇူးတင်တယ်ကျမရဲ့ခန္ဓာကိုယ်တစ်ခုကိုလေအဲ့တော့ဒီမှာလည်းပဲ I am thankful for myself ပေါ့နော်ကိုကျေးဇူးလေးတင်ပါတယ် my entire being ကိုရဲ့ဒီတစ်ခုလုံးပေါ့လေအနည်းအမြင့်ဆိုကိုရဲ့ဖြစ်စဉ်တစ်ခုလုံးဒီဘဝရလာတဲ့ခန္ဓာကိုယ်ဒီဘဝရလာတဲ့ကိုရဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းကိုရဲ့မိဘဒါတွေအကုန်လုံးပါသွားတာပေါ့နော်အဲ့ဒီအကုန်လုံးကျေးဇူးတင်ကြောင်းလေးပြောပေးပါတဲ့ဒီမှာဆိုလို့ရှိရင် healing is like တဲ့အဲ့ဆိုဒီ group ကလူတွေက healing လိုအပ်တဲ့လူတွေဖြစ်လိမ့်မယ်ဒါကြောင့်လည်းပဲတချို့ပျောက်ဆုံးနေတဲ့သူတွေကကျေးဇူးတင်ကြောင်းပြောခိုင်းနေတာ healing is like တဲ့ healing ဆိုတာကအနုပညာတစ်ခုပေါ့နော်ပြောရရင် it needs time နဲ့အချိန်လိုအပ်တယ် it needs practice လည်းလိုအပ်တယ် it needs a whole lot of love တဲ့အချစ်တွေလိုအပ်တယ်နော်သိလားကိုချစ်ဖို့ပဲသူကထပ်ပြောနေတာအခုနောက်ပိုင်းကျမတို့က healing ကိုဆိုရင်ကျမဆိုရင် Reiki healing တင်နန်းတက်ဖြစ်တယ်ပေါ့နော်တက်ဖြစ်တဲ့အခါမှာလေ့လာဖြစ်တယ်ပေါ့လေလေ့လာဖြစ်တဲ့အခါမှာဗာသိရလဲဆိုတော့ပထမတော့ကတော့ကျမတို့ဒီ practice လုံးမှcertificate ကပေးတာ哦အဲ့ဒီအတွက်ကြောင့်မလို့ practice ကလုပ်ဖြစ်တယ်နောက်ပိုင်းကျတော့ဘာဖြစ်လာလဲဆိုတော့ပြင်းလာတယ်လေပြင်းလာတဲ့အခါကျတော့နေ့စဉ်မလုပ်ဖြစ်တော့ဘူးနေ့စဉ်မလုပ်ဖြစ်တော့ဒီ healing ဆိုတဲ့အရာကလည်းပဲကိုမှာမဆွဲဘူးပေါ့နော်မဆွဲဘူးပြီးလို့ရှိရင်ဘာတွေလိုလာလဲဆိုတော့ဘာတွေဖြစ်လာလဲဆိုတော့တခါလေး anxiety ဆိုတာကျမတို့မှာလူတိုင်းမှာရှိရပေါ့နော်ဘယ်လောက်ပဲ confidence ရှိကိုတခုအဆင်မပြေတဲ့အခါမျိုးဆို anxiety တို့ emotional တို့ကတက်တာပဲဆိုတော့အဲ့ဒီဟာတွေဒီတက်မြဲတက်ဆဲပဲအဲ့ခါမျိုးမှာ healing လေးနဲ့ပြန်ပြီးတော့ regulate ပြန်လုပ်ရတယ်အဲ့ခါမှာအရင်လိုမျိုးလောက်မခံစားရတော့ဘူးပေါ့လေမျက်ရည်တွေနဲ့သိရမလားအရင်တော့ဆိုရင်ငိုယိုပြီးတော့နေမယ်အခုကျတော့အဲ့လိုမျိုးငိုယိုတဲ့အဆင့်ကိုမရောက်တော့ဘူးပဲနဲ့ငါဒါလေးဖြစ်နေပါလားငါဒါလေးကိုဘယ်လို healing ယူရမလဲဘယ်လို healing လုပ်ရင်ကောင်းမလဲဘယ်လို practice လေးတွေလုပ်ရမလဲအဲ့ဒါလေးတွေကကြာအဖြေလေးတွေပေါ်လာတယ်ဒါကြောင့်မို့လို့ healing ဆိုတဲ့အရာဒီဘယ်လိုပြောရမလဲအနုပညာလို့ပဲသူမွေးရတာပေါ့နော်မွေးနေရတယ်ဆိုတော့ practice အမြဲတမ်းလုပ်မှပကြီးဆရာတယောက်အမြဲတမ်းပကြီးဆွဲနေတော့မှသာလင်သူ့ရဲ့ပကြီးကလက်ရတတ်မှာပေါ့နော်အဲ့လိုပုံစံမျိုးပဲအချိန်နဲ့လိုအပ်တယ်ဗာလဲ healing ဒီပျောက်သွားမယ့်ကိစ္စမဟုတ်ဘူးငယ်ငယ်တုန်းကပြောခံရတဲ့စကားတစ်ခုဥမာjudgment ကြောက်တဲ့သူပေါ့နော်ကျမဆိုရင် judgment ကြောက်တဲ့အခါမျိုးမှာမမအောင်နေတယ်မမအောင်နေပေမဲ့လည်းပဲနေလို့မရဘူးလေနော် perfect မှမဖြစ်နိုင်တာမဖြစ်နိုင်တဲ့အခါကျတော့တခါတလေများကိုယ်မှားနေတယ်လို့ပြောလို့ရှိရင်အဲ့ဒါကြီးကိုလက်မခံချင်ဘူးအဲ့ဒါကကိုယ့်ရဲ့ဒီ inner wound ကနေလာတာပေါ့နော်ဟိုးအရင်ထဲမှာရှိနေတဲ့အနာကနေလာတာအဲ့လိုမျိုးတွေလာပြီးဆိုလို့ရှိရင်ဘာပြန်တော့ရလဲဆိုတော့ okay ငါမှားတာအောင်ငါကိုငါလက်ခံရမှာအရင်ဆုံးကိုအရင်လက်ခံဖို့ကလိုအပ်နေရလေဆိုတဲ့အခါကျအဲ့ဒါတွေခုံဒီဘာနဲ့သွားပြီးချိတ်ဆက်လဲဆိုတော့ healing နဲ့သွားပြီးတော့ချိတ်ဆက်တယ်ဒီဖွဲ့ရလူတွေ group 2လေးတွေနည်းနည်းကိုချစ်ဖို့ကို discovery လုပ်ဖို့အကြံပေးချင်တယ်ပေါ့နော်ကိုပြီးရင်အချိန်ပေးပါပေါ့နော်အချိန်လေးပေးပြီးတော့မှဒီလိုမျိုး practice လေးတွေလုပ်ဖို့လိုအပ်တယ်တချို့တွေ
ပုံမှန်အသက်ရှူလေးခြင်းကလောက်တာယောဂကစားတာအဲ့ဒါလေးတွေလိုအပ်လိုက်မှသိလားတချို့တွေတကယ်လို့စိတ်ဝင်စားရဲဆိုရင် painting အကျန်းဆွဲတာမျိုးလေစာအုပ်ထဲမှာချစ်လိုက်တာပဲဘာရမဟုတ်ဘူးဒါပေမဲ့စိတ်ပေါ်ပါသွားတယ်အဲ့ဒါမျိုးလေးပြီးသွားလို့ရှိရင်ဖြစ်နိုင်လို့ရှိရင်လေဟိုငငယ်တော့ကလေးတွေအခုကလေးတွေဟိုရောင်စုံချယ်တဲ့ဟာလေအဲ့ဒါလေးတွေလုပ်ပါလားကျမဆိုတခါလေးကြားလို့ရှိရင်လေအဲ့ရောင်စုံစာအုပ်ကိုဝယ်ပြီးကိုယ့်ဘက်တော့ထိုင်ပြီးချယ်နေအဲ့ဒီအချိန်မှာလေစိတ်ကလေအဲ့ထဲကိုဝင်သွားတယ်ဝင်သွားပြီးလို့ရှိရင် inner child လေးက healing ဖြစ်သွားတယ်ကိုရီးယားလေးတကယ်ဆိုလို့ရှိရင်ဟိုးအတွင်းထဲက inner child လေး healing ဖြစ်လို့ရှိရင်အခုပတ်ဝန်းကျင်အခုအသက်အရွယ်မှာအရန်နေလို့ကောင်းတယ်အဲ့ဒီ inner child လေးက healing မဖြစ်တဲ့အခါကျတော့သူ့ကိုပြန်ပြီးကုရတာကအရှိကိုမရောက်နိုင်ဘူးကိုကအရှိကိုပြေးမှကြမ်းလိုက်သူ့အနောက်မှာသူကကြံခဲ့တော့သူ့ပြန်ပြီးဆွဲခေါ်လိုက်အဲ့လိုတွေအရန်ဖြစ်တာအဲ့ဒါလေးကိုနည်းနည်းလေး try ကြည့်စေချင်တယ်ပြီးတော့ energy မှာလည်းဒီမှာထပ်ပေါ်လာတာဒါလေးကတော့ခုနကလေးနဲ့အတူတူပဲဟိုဗာလဲတကယ်ချင်းနှစ်ယောက်ပြန်စုံတဲ့ဟာမျိုး group 1နဲ့တူတယ်ပေါ့နော်ဒါလေးကကျတော့ whoever follows their head meet friends on every path ကိုယ့်ရဲ့နှလုံးသားကိုသာဟိုလိုက်ပေါ့နော်ကိုယ့်ရဲ့ဒီစိတ်ကဆောင်တဲ့အတိုင်းသာလိုက်အဲ့အချိန်မှာဘယ်လိုလမ်းကြောင်းမျိုးမှာပဲဖြစ်ဖြစ်မိတ်ဆွေဆိုတာပေါ်လာနိုင်တယ်တဲ့သွားရင်လာရင်လည်းမိတ်ဆွေတွေရမယ်တချို့တွေသွားရင်လာရင်လည်းမိတ်ဆွေကောင်းပေါ့နော်အချစ်တွေရမယ်မိတ်ဆွေကောင်းတွေရမယ်ဒါလည်းပဲဒါကောင်းမွန်တဲ့ reset ပဲလေ maybe ဒီ group ကလူတွေမှာ trust issue ရှိတယ်ဆိုလို့ရှိရင် practice တေချာလုပ်စေချင်တယ် trust issue ကတောင်းတရုံပေါ်လာတာဘယ်လိုပြောရမလဲဟိုအများနဲ့ပေါ်နေရမျိုးမဟုတ်ဘူးပေါ့နော်တစ်ချိန်တစ်ခါတည်းမှာတစ်ချိန်တစ်ခါတုန်းကတခုခုဖြစ်ခဲ့တဲ့အချိန်မျိုးမှာ trust issue ရှိခဲ့တယ်ဆိုရင်ကိုကတခြားလူသစ်တွေနဲ့မဆက်ဆံခြင်းဘူးလို့သိရမလားလူသစ်တွေနဲ့မတွေ့ချင်ဘူးလို့society တွေကိုမဝင်ချင်ဘူးလို့လူရှိကိုမထွက်ချင်ဘူးလို့အဲ့လိုမျိုးဟာတွေရှိတတ်တယ်ရှိတတ်တဲ့အခါမျိုးမှာဒီလိုမျိုးကိုလည်း healing နဲ့လုပ်ပါမယ်ချစ်လဲချစ်တတ်လာပြီဆိုတဲ့အခါမျိုးမှာလမ်းသွားရင်းနဲ့ပဲဗာလဲလူကောင်းဆိုတာမျိုးလည်းတွေးနိုင်သေးတယ်ပေါ့နော်အမြဲတမ်းကြီးလူဆိုးတွေကြီးပဲမဟုတ်နိုင်ဘူးလေကိုပတ်ဝန်းကျင်မှာအဲ့တဲ့အတွက်ကြောင့်မို့လို့ဘယ်နေရာလေးကိုပဲသွားကိုယ့်ရဲ့နှလုံးသားလေးကခေါ်ဆောင်တဲ့စီကိုလိုက်သွားပေးပါအဲ့ဒါဆိုလို့ရှိရင်လူကောင်းတွေလည်းရှိပါသေးတယ်တွေ့ရပါလိမ့်မယ်ပေါ့နိအချစ်တွေပျောက်ဆုံးနေကြတယ်ဆိုရင်ပေါ့အဲ့တော့ group 2လေးတွေ emotionally နည်းနည်းလေးပို့ပြီးတော့ view site စေချင်ပါတယ်အခု tarot ကလေးကိုခုမှဖတ်ရမှာနော်ဒီနေ့အဲ့ဒီကက်ကလေးကိုဖတ်ချင်နေတာဘာလို့လဲမသိဘူးဒီနေ့တော့အဲ့ဒီကက်လေးနဲ့ဖတ်ဖြစ်တယ်ချေရကလေးရောဗာပြောမလဲတူလေးတွေအတွက်ဒီကက်ကထွက်ချင်နေတာတကက်စီတွေကဂျမ်ပြီးတော့ထွက်နေကြတာโอ้ကရတူလေးတွေနည်းနည်းလေးပမားနေကြတာကိုဒါကြောင့်မို့လို့ဝါဒီ group မှာကကြတော့အဲဆိုင်ကလွန်ရင်ကျန်တဲ့ဆိုင်တွေအကုန်လုံးပါတယ်major ကတော့မပါဘူး group 2မှာလေ major ကမပါဘူးထွက်လာတဲ့ဒီ jump ကလည်းပဲဘာကလဲဆိုတဲ့အခါကျတော့ four of pentacles နဲ့ထွက်လာတာကိုမှရှိပြီးသားပေါ့လေကိုမှရှိပြီးသားဒီ resource တွေနဲ့ပတ်သက်တာ maybe ငွေကြေးရင်းနှီးလည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့ value တွေလည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့ဒီeducation ပိုင်တဲ့သူက education ပေါ့နော်ငွေကြေးပိုင်တဲ့သူကငွေကြေးပေါ့စီးပွားရေးပိုင်တဲ့သူကစီးပွားရေးပေါ့knowledge ပိုင်တဲ့သူကလည်း knowledge ပေါ့အဲ့တော့ကိုယ့်ရဲ့ပိုင်ဆိုင်မှုတစ်ခုခုပေါ့အဲ့လိုမျိုးပိုင်ဆိုင်ထားတဲ့ resource တွေဒီ value တွေနဲ့ပတ်သက်လို့ရှိရင်ဘာလေးလို့ရင်ကောင်းမလဲဆိုတဲ့ဟာမျိုးပေါ့နော်မပြောက်လည်းမပြောက်ပြက်ချင်ဘူးဒါကြီးကိုသုံးရတယ်သုံးပြရတော့မှတစ်ချိန်တနေရမှာအဲ့လိုမျိုးသုံးပြရတော့မှဆိုရင်ငါဒါကြီးကိုသုံးနိုင်ဖို့ကောင်းမှာမလားငါလက်ထဲမှာရှိတာတဲ့ဟာကြီးပျောက်သွားရင်ဘယ်လိုလုပ်မလဲချို့တွေ maybe ဥပမာပြောလို့ရှိရင်ငွေကြေးအရေးနှီးတစ်ခုခုလုပ်တော့မယ်ပေါ့အဲ့ဆိုရင်ငါမှရှိထားတာ1000ဒီ1000လုံးကိုငါရင်းလိုက်ရမလားဒါမှမဟုတ်လို့ရှိရင်900လောက်ပဲခွဲလို့ရင်ကောင်းမလားအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုအတွေးလေးတွေရှိကြပုံရတယ်အဲ့တော့တစ်ချက် view site ပါနောက်တစ်ခုကကြတော့ဒီမှာ energy ရဆိုလို့ရှိရင်တော်တော်လေးပင်ပန်းနေကြတာမျိုးတွေ့မိတယ်10 of wands နဲ့လာတာဘာလို့လဲဆိုတဲ့အခါကျတော့
တိန်းထားရတဲ့ထမ်းပိုးထားရတဲ့တောင်းဝင်တွေဝတ္တရားတွေအဲ့ဒီတွေကိုနည်းနည်းလေးများနေကြပုံရတယ်ကျွန်မစိတ်ထဲမှာနော်အဲ့လိုမျိုးလေးထမ်းထားရတဲ့အတွက်ကြောင့်လည်းပဲemotional ပျောက်ဆုံးနေကြတာဖြစ်လိမ့်မယ်ဒါကြောင့်မလို့လဲ self discovery လုပ်ဖို့လိုအပ်နေကြတာဖြစ်လိမ့်မယ်soul searching လို့ပဲခေါ်ရမလားမသိဘူးเนาะ self discovery ပဲခေါ်အဲ့လိုမျိုးပေါ့လေကိုပြန်ရှာဖွေစေချင်ပါတယ်ကျွန်မအနေနဲ့ဆိုရင်တော့ပကြီးဆွဲတာလေးတွေရောင်စုံခဲတံလောက်တာလေးတွေဒါလေးတွေကကြတော့ဟိုဘယ်လောက်မှတန်မိုးလည်းမကြည့်ဘူး maybe အပင်လေးတစ်ပင်စိုက်အောင်တော့သိရမလားဒီအပင်လေးကိုပဲနေ့စဉ်ရေလောင်းမယ်ပေါင်းတင်မယ်ဒါမျိုးလေးလုပ်ရင်ရနေပြီးတော့ပဲကိုယ့်ရဲ့ဒီ inner child လေးကိုပြန်ရှာရမယ်ပေါ့နော်အဲ့လိုမျိုးဟင်းချက်တာဝါသနာပါတဲ့သူကဟင်းချက်မယ်ပကြီးဆွဲတာဝါသနာပါတဲ့သူကပကြီးဆွဲမယ်အမြဲတမ်းဖျားရှိခိုးတဲ့သူကလည်းဖျားရှိခိုးရင်တရားထိုင်ရင်လည်းစိတ်ကလေးကိုငြိမ်သက်အောင်လုပ်မယ်ဒါမှမဟုတ်ယောဂတွေပါတယ်ကစားမယ်maybe fire energy များတဲ့သူတွေဆိုလို့ရှိရင်ဟိုပေါ့ယောဂကစားတာတွေဘာတွေက energy ban ဖြစ်တယ်လေဆိုတဲ့အခါကျ maybe boxing ထိုးတာတွေဘာတွေအဲ့လိုမျိုးပေါ့နော်ကျမ်းမာရေးတစ်ခုခုပေါ့စပိန်စီးတာအဲ့ဒါလေးတွေကိုနည်းနည်းလုပ်စေချင်တာဘာလို့လဲဆိုတော့ဒီမှာအခြေအနေက7 of cups ထွက်လာတာဘာလို့မှမသိတဲ့အခြေအနေဖြစ်နေတယ်ဟိုပေါ့အတွေးတွေကတော့အများကြီးပဲကွယ်ဒီဟာလေးလည်းလုပ်တယ်ဟိုဟာလေးလည်းလုပ်ချင်တယ်ဆိုပေမဲ့ result ကမထွက်လာဘူးဘာလို့လဲဆိုတော့ decision မချနိုင်ဘူးဖြစ်နေလို့အဲ့လိုမျိုး decision မချနိုင်တဲ့အခါမျိုးမှာ decision ကပြပြတသားချရတော့မှာနောက်တစ်ဆက်မှာ decision မချလို့ရှိရင် universe ကပေးလို့မရဘူး universe ကပေးဖို့ရှိတယ်နောက်ဆုံးမှာပေးဖို့ရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့ decision ကိုသူကလည်းစောင့်အောင်မှာပဲလေကိုဘယ်လို decision ကိုချမှာလဲသိရမလား maybe တချို့တွေလက်ကိုလောက်ရမယ်ဆိုလို့ရှိရင်လက်ကိုလောက်ရမယ်ဥပမာထားပါတော့အလုပ်ပြောင်းခြင်းနဲ့ဆိုရင်အရင်ဆုံးဘာလုပ်ရမလဲဆိုတော့အလုပ်ရှာရတော့မယ်အလုပ်တစ်ခုကိုထွက်ရတော့မယ်အဲ့ဆိုရင်ကိုကထွက်ဖို့ပြောရတော့မယ်ကိုယ့်ရဲ့ decision ကမပြတ်သားနေတဲ့အခါကြလို့ရှိရင်အစ်စ်လာမဲ့ဟာလည်းမလာနိုင်ဘူးပေါ့နော် block ဖြစ်တာပေါ့ဆိုတဲ့အခါကျတော့ပိုတကယ်ကိုတေချာ decision ချပြီးသွားပြီလားငါဒီလုံးမှာလုံးဝထွက်မှရတော့မယ်ဆိုတဲ့ decision မျိုးအဲ့လိုမျိုးရပြီဆိုလို့ရှိရင် universe ကပေးလာလိမ့်မယ် your in ဆိုပြီးတော့မှကိုက decision မချမချင်းမှာ universe ကမပေးသေးဘူးစောင့်ကြည့်နေတယ်ကိုလမ်းစုံမှာရောက်နေလမ်းစုံကဓာတ်မုံလေးတွေဒါကြောင့်မလို့လဲဒီမှာငွေကြေးရင်းနှီးပါလာတာmaybe တချို့တွေကကြတော့ဝန်ထမ်းအလုပ်ကနေပြီးတော့ကိုယ်ပိုင်အလုပ်ကိုပြောင်းကျင်တဲ့သူတွေပါလာလိမ့်မယ်ဒီမှာတွေ့မိတာကတော့ဒီဖွဲ့ရတွေမှာအခြေရေး romance တိတ်တော့မတွေ့ဘူးအဓိကတွေ့တာဒီ self love ရှိဖို့များတယ်ရှိဖို့လိုအပ်နေရပေါ့နော်ကျွန်မ clarification ကိုတစ်ချက်ဒီ energy နဲ့ဒီ 7 cups လေးနဲ့ကို clarification လုပ်ပေးချင်ပါတယ်တကယ်လို့တိုက်ဆိုင်လို့ဒီ day မေးချင်တာရှိရဆိုလို့ရှိရင်လည်းကျွန်မရဲ့ page မှာ message ပို့လို့ရပါတယ်မေးလို့ရပါတယ်เนาะခက်ရှိရတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်ပေါ့လေ Oh, the fool. You're gonna be one to start 5 for once, yeah. သူတွေကမိသားစုကြောင့်များဖြစ်နေမလားမသိဘူးเนาะမိသားစုကြောင့်နည်းနည်းကတောက်ကစားဖြစ်တာတွေစကားပြောအဆင်မပြေတာတွေအကျိုးအကြောင်းမညီညွတ်တာတွေပေါ့လေသိရမလားနံပါတ်5ကနန်းထူချတယ်ဒီဘွဲလူတွေမှာဆိုရင်ဒီလ9လပိုင်းထဲမှာတချို့ decision တွေလုပ်ရလိမ့်မယ်2လအတော်အတွင်းနဲ့ကို result တွေပါတယ်မြင်ရနိုင်တယ်2လကနေ4လလောက်ထိကြာမယ်ပေါ့နော် maybe 2လကနေ4လဆိုတော့ဟိုဟာလောက်ပဲဖြစ်သွားမှာပေါ့10လပိုင်းလောက်ပဲဖြစ်သွားမှာပေါ့နော်အခုကလာမှာ9လပိုင်းဆိုတော့ဘာလို့လဲဆိုဒီမှာနံပါတ်4ကနန်းကလည်းထူချတယ်4အော်ကျွန်မစိတ်ထင်လေတချို့တွေကဘဝအသစ်တစ်ခုစဖို့ရှိနေတယ်ဘဝအသစ်တစ်ခုစဖို့ရှိနေတဲ့အခါမျိုးမှာအခြေခံခိုင်မှုအတွက်ကိုဦးစားပေးတဲ့လူတွေဒီဘွဲရလူတွေကဒါကြောင့်မလို့လဲကိုယ်မှရှိပြီးသားလက်ငုပ်လက်ရင်လေးကိုပျောက်ပြတ်သွားမှာဆိုရင်ဟုတ်လို့ဆိုဘွားအခြေအနေတစ်ခုစတော့မယ်ဆိုတဲ့အခါမျိုးမှာဟိုပေါ့ဒါပါတော့ပုံမှန်ဝန်ထမ်းအလုပ်ကနေပြီးတော့ဟိုဗာလဲကိုယ်ပိုင်လုပ်ငန်းလုပ်တော့မယ်ဆိုလို့ရှိရင်ဝန်ထမ်းအလုပ်ကကြာလဆယ်ရနေတယ် stable ဖြစ်တယ်ပေါ့နော် income က stable ဖြစ်တယ်ကိုယ်ပိုင်လုပ်ငန်းလုပ်တော့မယ်ဆိုရင် income က stable ဖြစ်မဖြစ်ဆိုတာဒီမသိချဘူးအဲ့တော့အဲ့လိုမျိုးအခြေအနေမျိုးတွေကြုံတွေ့ရကောင်းကြုံတွေ့ရနိုင်တယ်အဲ့ဒါလေးတွေကိုနည်းနည်း stress ပြနေပုံရတယ်
ပြီးတော့အဲ့ဒီကိုလုံးမဲ့အလုပ်တွေမှာလည်းပဲမိသားစုကထောက်ပံ့မှုအားနည်းပုံရတယ်တချို့တွေမှာမိသားစုကထောက်ပံ့မှုအားနည်းပြီးတော့ကိုယ့်ကိုဒါမလုံးနဲ့ဟိုမလုံးနဲ့ဒီဟာလို့အဲ့လိုမျိုးတွေပေါ့လေနော်ဟိုအကြံဉာဏ်ပေးတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုယ့်ရဲ့အကြံနဲ့သူတို့အကြံနဲ့မကိုက်တာလည်းဖြစ်နိုင်တယ်အဲ့တော့ကိုယ်မှာကဝေခွဲမရတာတွေနည်းနည်းလေးများနေတယ်calm down လုပ်ပါ cool ဖြစ်ပါthe full နဲ့လာတာဖြစ်တဲ့အတွက် clarification ကတော့ you ရဲ့ဒီ inner feeling ကိုတစ်ချက် view size စေချင်တယ်7 cup ကိုကျွန်မ clarify လုပ်မယ်လို့ပြောထားတာဘာရွေးရမှမသိဖြစ်နေတာအဲ့ဒါကို the full နဲ့လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ခါတလေမှ my user ကနေလှုပ်လိုက်တဲ့အလုပ်တွေဒီ result ကောင်းပါတယ်အဲ့တော့ကိုကဘယ်နေရာတွေမှာအများစွန့်စားခြင်းလဲဘယ်နေရာတွေမှာ curious ဖြစ်လဲ curious ဖြစ်တဲ့အရာကိုစွန့်စားခြင်းတဲ့အရာ adventure လုပ်ချင်နေတဲ့အရာမျိုးဆိုလို့ရှိရင်ဒူတော့တိုင်းတစ်ချက်လုပ်ကြည့်လိုက်ပါပေါ့နော်အရန်ကြီးမတွေ့ဝေးပါနဲ့တခါလေးကြာရင်လည်းတွေ့ဝေးတာမကောင်းပါဘူး result တွေမထွက်ဘူး okay relationship တော့ဒီမှာတော့မတွေ့မိဘူးဒါပေမဲ့ကျွန်မ relationship ကလေးထပ်ပြီးတော့မှ angel message လေးပြောပြမယ်ပေါ့နော်ရှိတော့ရှိမရှိတော့ရှိဘာလို့ထွက်လာမလဲတော့မသိဘူးပေါ့လေ May I know about the relationship for group 2တက်ထွက်လာပြီပါတကယ်ပဲစင်ငယ်လေးပြလာရင်ဒီဘက်ရလို့ရretreat လေးထွက်လာတယ်တချို့တွေကဒီမှာ it's time to disconnect from the world တယောက်တည်းတော့မသွားပါနဲ့ဒီလားကဘာကြီးနဲ့ချိတ်ဆက်မှုဖြတ်ပြီးတော့မှကဘာကြီးနဲ့ disconnect လုပ်ပြီးတော့မှသွားတော့မယ်တဲ့ဘယ်လိုလဲမသိဘူးကျမကဒီ9လပိုင်းထဲမှာဒီလက်ရှင်ကိုဖို့လို့ရှိရလေဒီမှာကတော့2ယောက်အတူဆိုတဲ့အခါကျတော့ယူရိုတွေ2ယောက်အတူတော့သွားပါနော်တယောက်တည်းမသွားပါနဲ့ပြင်းစရာကြီးတူထွက်လာတာပဲဒါ group 1နဲ့2နေတယ်တော့ဒီမှာလာကြတော့ someone from your past is returning to your life တချို့တွေငယ်ချစ်တွေအချစ်ဟောင်းနေပြန်လာတွေ့ဆုံမှုရှိတယ်အစစ်နှစ်ဖြစ်ပြီလားပေါင်းစည်းဖို့ဆိုလို့ရှိရင်ဒါကြောင့်မို့လို့မြန် emotion တွေအရန် down နေတာလားစဉ်းစားစရာပါပေါ့နော် all the best for group 2တခြားတော့ကြည့်ရစေဖုန်းဆက်တယ်နည်းနည်းလေးပြောင်းနေတော့စမပြေမှာဆိုလို့အဲ့တော့ခု group 3လေးတွေ group 3လေးတွေက blue ကျမကလေအရင်တော့ဆိုရင်လေဘယ်တော့မှသူများကတ်တွေကိုပဲလိုက်ပြီးတာပေါ့နော်ကိုပါကိုဆိုရင်ကတ်ရွေးလေးပြီးတာမရှိဘူးဒါပေမဲ့ဒီတစ်ခေါက်တော့ဒီအခုကနေစပြီးတော့ကျမလည်းကျမရဲ့ page က pick ကတ်လေးတွေကိုကိုယ်တိုင်လိုက်ယူရမယ်လို့စဉ်းစားနေတယ်ကိုယ်တိုင်ကကိုတိတ်ခဲလို့ရမှာပေါ့နော်ဒါလေးပဲ set ဖြစ်လာတယ်ကျမလည်း group 3လေးယူထားရရှင်ဒါလေးနဲ့သိရမယ်သိပြရစေ Universe and the Spirit of Kindness and the Master please may I know about the group 3 the blue oh okay တကက်ကတော့ထွက်လာပြီတက်တောင်မရလားမသိကတ်မြန်လားမသိဘာတုံးကတောင်မှာအဲ့လက်ဒါလေးမပြောခဲ့တာရင်ပြောရမယ်ဒီမှာကြည့်လိုက်အောင်စစ်စရာလေးနော်ယောဂကစားတဲ့သူတွေလားမသိဘူး Stone in your path that get on top that stay balanced enjoy the view keep going oh my god ကိုယ့်ရဲ့ဒီလမ်းကြောင်းမှာပေါ့လေသူကဟိုကြောက်တုံးလိုမျိုးပဲပေါ့တည်ရမလားကိုကအပေါ်စီးမှာရောက်နေတယ်ဆိုလို့ရှိရင် balance ဖြစ်ဖို့အရေးကြီးနေတယ်အခုချိန်ကလေဒီမှာဆိုရင်ခြေတစ်ဖက်တည်းထောက်ထားတာ stone ပေါ်မှာ哦ဒီ ball ပေါ်မှာပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ဒီ ball ကလိမ့်နေမှာလေမငြညာဘူးအဲ့ပေါ်မှာခြေတစ်ဖက်နဲ့ထောက်ထားတာဖြစ်တဲ့အတွက် enjoy the view that keep going နဲ့အရင်ဆုံးတော့ဟိုကတောင်ထိပ်ကိုရောက်သွားတဲ့သူတွေဆိုလို့ရှိရင်အရင်ပင်ပန်းပြီးတော့မှတောင်ထိပ်ကနေကြည့်လိုက်တဲ့အခါမှာ view ကအရင်မိုက်တယ်အဲ့ဒီ view ကိုမခံစားဘဲနဲ့ပင်ပန်းတာကြီးကိုပဲလုပ်နေလို့မရဘူးလေသိရမလားပင်ပန်းလိုက်တာဆိုရင် view ရဲ့အလှအပတွေဘာမှမမြင်ရတော့ဘာမှလည်းခံစားလို့မရတော့အဲ့တော့အရင်ဆုံးတော့ enjoy the view တဲ့ဘာတွေရှိလဲဆိုတာကိုအရင်ဆုံး enjoy လုပ်လိုက်ပါတဲ့ keep going နဲ့ဆက်လက်ချစ်တတ်ပါတဲ့ဒီမှာကထူးထူးဆန်းဆန်း3ကတ်တောင်ထွက်လာတယ်ဝေး2 group က okay အရင်ဆုံးကတော့ဒီကတ်လေးကကြတော့ group 2နဲ့တူတယ်
healing is like art healing ပေါ့နော် healing လိုအပ်တဲ့သူတွေ group 3ထဲမှာ healing လိုအပ်တဲ့လူတွေရှိလိမ့်မယ် healing ဆိုတာဒီတဲ့အမှုပညာဆန်တဲ့ it needs time it needs practice it needs a whole lot of love maybe ဒီ group ကလူတွေမှာလဲ single လေးတွေများလားမသိဘူးကိုပျောက်ဆုံးတဲ့သူတွေရှိရဆိုရင် self discovery လုပ်ဖို့လိုအပ်တယ်self love ပေါ့နော်လုပ်ဖို့လိုအပ်တယ်ကျွန်မ group 2မှာပြောခဲ့တာကတော့ကျွန်မတို့ဆိုရင် Reiki healing practice လုပ်ဖြစ်တယ်ဒါပေမဲ့ practice ဆိုတဲ့အတိုင်းပဲဟိုပါပေါ့နော်အစပိုင်းမှာတော့ဆက်ဆက်တမန်လုပ်ဖြစ်တယ်certificate ကလည်းရမှာဆိုတော့လေဟို practice လုံးမှာ certificate ကလည်းပဲ result ကသိရမှာ哦ဆိုတဲ့အခါကျအဲ့တော့လုပ်ဖြစ်တယ်နောက်တော့ဂျီနေတွေအကြောင်းနေပြင်းတာတွေသိရမလားအလုပ်ရှုပ်တာတွေအဲ့ဒါတွေကိုတွေးပြီးတော့ Ricky ကိုတေချာမလုပ်ဖြစ်တဲ့အချိန်မျိုးတွေရှိတယ်နေ့စဉ်မလုပ်ဖြစ်ဘူးဆိုတဲ့အခါကျတော့ energy ကကြတော့အဲ့အချိန်မျိုးမှာ result ကကိုအားမရဘူးပေါ့လေတခါလေးမှ anxiety တက်တယ်တခါလေးမှ emotion down တယ်အဲ့လိုအချိန်ကျရင် Ricky လေးကိုပြန်ပြီးတော့မှ practice ပြန်လုပ်ရတယ်အဲ့ဒါနဲ့အချိန်ပြန်ယူရတယ်အဲ့လိုပေါ့နော်ကိုအားပြန်တင်ရတယ်ပေါ့အဲ့တော့ healing ဆိုတာဒီဘာပြောချင်တာလဲဆိုတော့အမြဲတမ်းမွေးမြူနေရတဲ့ဟာမျိုးပေါ့နော်ပြီးရင်သူကအချိန်လိုအပ်တယ် healing တွေပျောက်ဆုံးသွားမှာမဟုတ်ဘူးတိုက်ဆိုင်လို့ရှိရင်အကျိုးကြောင့်တိုက်ဆိုင်ရင်ပြန်ပေါ်လာမှာပဲmaybe ငငယ်တော့စကားလေးတစ်ခုငငယ်တော့ဟိုမိဘတွေကဆူလိုက်တဲ့စကားလေးကအခုချိန်ကြတော့မှပေါ်လာပြီးတော့မျက်ရည်လည်းဖြစ်ရတာလည်းဖြစ်နိုင်တာပဲသိရမှာလားမျက်ရည်တွေဆိုတာလည်းကုန်သွားမှာမဟုတ်လေအသက်ရှင်နေသူတွေကတော့မျက်ရည်ဆိုတာလည်းကျနေမှာပဲအဲ့တော့ကိုယ့်ကိုယ်တကယ်လို့ငိုဖို့လိုအပ်တယ်ဆိုရင်တော့မှပဲငိုချလိုက်ပါပေါ့နော်ငိုရမှာကိုလည်းတိတ်ပြီးတော့ရှက်ကြောင်နေပါနဲ့တခါလေအသက်ကြီးလို့ငါကတော့ငိုစေရမလို့ဆိုတာမျိုးကလည်းမဟုတ်နေပြန်ဘူးအသက်ကြီးတာပဲဖြစ်ဖြစ်အသက်ငယ်တာပဲဖြစ်ဖြစ်ရင်းချက်တာပဲဖြစ်ဖြစ်အားနွယ်တာပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်မိန်းကလေးပဲဖြစ်ဖြစ်မျက်ရည်ကျလို့ရပါတယ်လူလက်စွာမျက်ရည်ကျခွင့်ရှိတယ်လူတိုင်းမှာဆိုတဲ့အခါကျတော့ဒီမျက်လုံးနှလုံးပေးထားတာဒီကိုလိုလက်ခွဲမယ်လေလူဖြစ်လာပြီဆိုမှတော့အဲ့တော့မျက်ရည်ကျဖို့လည်းမကြောက်ပါနဲ့ယောက်ျားကြီးတမ်းမှန်းနဲ့မျက်ရည်ကျလာတာတော့ဘာလို့ညာတော့မဖြစ်ပါနဲ့ဘာမှမဟုတ်ပါဘူးအရာအလုံးက nothingအဲ့တော့ healing လိုအပ်တယ်ဆိုလို့ရှိရင်အမှုပညာလေးတွေလောက်တာခုနကကျွန်မပြောတာကတော့လိုမျိုးဟင်းချက်တာကြိုက်တဲ့သူက enjoy ကိုပဲနေရာမှာ enjoy ဖြစ်လဲပေါ့နော်ဟင်းချက်တဲ့သူကဟင်းချက်မယ်အိတ်တဲ့သူကလည်းအိတ်မယ်စာဖတ်တဲ့သူကစာဖတ်မယ်ဟိုတောတဲ့ကိုသွားမယ်သူကတောတဲ့သွားပြီးတော့လမ်းလျှောက်မယ်ဟာဟိုဘောင်းစင်ကြိုက်တဲ့သူကဘောင်းစင်ထိုးလိုက်လို့ရှိရင်တချို့ fire sign များတဲ့သူတွေဆိုရင်ဘောင်းစင်တွေပါထိုးလိုက်လို့ရှိရင် energy ban ဖြစ်သွားတယ်လေအဓိက energy ban ဖြစ်ဖို့ပဲခါလေကျ energy တွေကအများများပြီးတော့ခန္ဓာကိုယ်ထဲမှာ energy တွေအများများပြီးတော့ဟို drain တာပေါ့နော် drain နဲ့စုမရဟိုဘယ်လိုပြောမလဲစိတ်တွေစုမရတော့အဲ့လိုမျိုးဖြစ်တတ်တယ် concentration အားကျလာတယ်ဆိုတဲ့အခါကျတော့ကိုကဟိုတကယ်လို့ဟိုလေ painting စိတ်ဝင်စားရင် painting လုပ်မယ်ရောင်စုံခဲတန်ချဲတာလေရောင်စုံချဲတာအဲ့ဒါလေးတွေချဲမယ်အဲ့လိုပေါ့နော်တခုခုပေါ့ပန်းဆိုင်တဲ့သူကပန်းဆိုင်မယ်ကျမဆိုဒီရက်လည်းပန်းဦးလေးတွေထိုးပြတယ်ပန်းလေးတွေကိုပန်းဦးလေးတွေထိုးအားဆိုရင်ညာတိုင်းအဲ့ဒီပန်းလေးလဲရင်လည်းပဲလူကနေလို့ပို့ပြီးတော့ပြောလာတယ်အဲ့လိုမျိုးလေးပေါ့ပြီးရင်အလှချိုက်တဲ့သူကလည်းညာဘက်မှာ skin နေကဲမယ်ဒါလည်းပဲကိုယ့်ရဲ့ self love ပဲတခုခုပေါ့နော်အဲ့ဒါလေးတွေလုပ်ကြည့်စေချင်တယ်နောက်တစ်ခုကကြတော့ what do you choose တဲ့ okay ဒီမှာ love နဲ့ fear နဲ့ဟော maybe အချစ်ကိုရှာမှာလားအကြောက်တရားစီမှာပဲနေမှာလားတဲ့ဒီမှာသူကတော့အသေးပုံလေးကင်ပြီးတော့အချစ်ရှိရဲ့စီကိုရှောက်နေပါလေအဲ့လိုယူရိုကဘယ်လမ်းကိုရှောက်မှာလဲကိုမေးခွန်းထုတ်ရမယ့်အချိန်ကိုရောက်ပါပြီရှင်ပြောလိုက်တာဒီမေးခွန်းကဒါလေးကနည်းနည်း screenshot ရိုက်ဖို့လိုအပ်မယ်နဲ့တူတယ်နည်းနည်းတော့ရှုပ်တယ်do you actually know how perfect you are တဲ့သိပြီလားကိုဘယ်လောက်ထိ perfect ဖြစ်လဲမဖြစ်ဘူးလဲဆိုတာကျမတို့အခုချိန်ကြီး perfect မဖြစ်ဘူးပဲစဉ်းစားထားတာဟဲတဲ့သပင်မှာ perfect ဖြစ်လား ears နားတွေမှာ perfect ဖြစ်လား eyes မှာမျက်လုံးတွေမှာ perfect ဖြစ်လား lebin အပြုံး hands လက်တွေပေါ့နော်ပြီးသွားလို့ရှိရင် bottom ဒီအောက်ခန္ဓာကိုယ်ပေါ့ခန္ဓာကိုယ်အောက်ပိုင်းနေပြီးတော့ leg ခြေထောက်တွေပြီးသွားလို့ရှိရင် heart in the right place နှလုံးတော်မှာပဲနှလုံးသားတော်မှာပဲleft နဲ့ right နဲ့ရှိတယ်ပြီးသွားရင်ခြေမာလေးတွေ belly ဒီကိုယ့်ရဲ့ပိုက်သားလေးတွေလေမိန်းကလေးဆိုလို့ရှိရင်အစီတက်လာပြီဆိုကိုယ့်ပိုက်ကြီးကိုငါးပိုက်ကြီးရဘလို့ဆိုပြီးတော့သိရမှာလားကိုမချေမနှက်တွေဖြစ်နေတာအဲ့ဒါလည်းဘာမှမဟုတ်ဘူးဒါ skin ပဲသိရမှာလား neck perfect ဖြစ်လားဟုတ်တယ်
အဲ့တော့ဒီလာတွေကကြတော့ကိုယ့်ရဲ့ခန္ဓာကိုယ်မှာပဲစိတ်ပိုင်းကို perfect ဖြစ်တယ်လို့ထင်တယ် perfect မဖြစ်ဘူးဆိုတော့ရောဘာဖြစ်လဲဒါကိုယ်ပိုင်ဆိုင်မှုပဲလေသိရမှာလားကိုယ့်ရဲ့အရေးပြားတစ်ထောက်ပဲပေါ့နော်သိရမှာလားကျမဆိုရင်ငငယ်တော့ဘာဖြစ်လဲဆိုတော့ကျမရဲ့မျက်နှာကျမရဲ့အသားအရည်မဲလို့ဆိုပြီးတော့မှအရန်ပဲစိတ်သက်ကြတယ်ပေါ့လေစိတ်သက်ကြတယ်လူရှိမထွက်ချင်ဘူးအဲ့လိုမျိုးပေါ့နော်လူကြောက်တယ်ရှက်တာပေါ့နော်အဲ့လိုမျိုးဘာလို့လဲဆိုမြန်မာလူမျိုးဖြစ်ပြီးတော့အသားမဲတယ်မျက်နှာမလှဘူးအဲ့ဒါတွေရှိတာဟုတ်အဲ့တော့လူတိုင်းကတော့ perfect မဖြစ်နေပါဘူးတနေ့ကအမှားတော့ချုပ်တယ်ကြမှာပဲအရင်ကြီးလည်းမစိုးရိမ်ပါနဲ့ဆိုတော့ဒါလေးတွေကကြတော့ဒါ little things little notes လေးတွေပေါ့နော် happy notes လေးတွေဒီကနေပြီးတော့energy တစ်ခုခုရလိုက်လိမ့်မယ်လို့ထင်တယ်အခု tarot card လေးဘာပြောလဲဆိုတာကြည့်ရအောင် group 3လေးတွေအတွက်နောက်ဆုံးပဲအိမ်နဲ့3ကတောင်ထွက်လာsorry may I know about the group 3 tarot card please may I know what I need to know how can I help for themတိတိုက်ဒီများအားလုံးကိုတိတိုက်ဒီများအားလုံးကိုသိခွင့်ရပါစေရှင်းရှင်းလင်းလင်းသိရပါစေကြတော့ခုချိန်ကာလမှာကျွန်မကိုယ်တိုင်နဲ့အလုံးနဲ့ပတ်သက်နေရအဆင်မပြေတော့လမ်းစုံလမ်းကွာရောက်နေတာပေါ့နော်ဒါလောက်အောင်မသိတဲ့အချိန်လေးပေါ့ဟာမိကလည်းထွက်လိုက်တာနော်မလို့ဖြစ်လို့တော့Embrace to open the gas သိကြတယ် for sauce နိုင်ဘူးလို့နေကြပြီဒါက gem gap ပေါ့နော်ဒါကတော့ hermit gap လေးထွက်လာတာဆိုတဲ့အခါကျတော့ဒီကာလမှာ maybe ဒီလထဲမှာတော်တော်များများဒီ single လေးတွေဖြစ်ဖို့တော့များတယ် single မဟုတ်ရင်တော့မှပဲတယောက်တည်းဖြတ်တန်းရမယ့်ကာလဖြစ်ဖို့များတယ်ပေါ့နော်တချို့ activity တွေမှာကိုတယောက်တည်းself reflection လောက်တာတွေပါတယ်ဒီအရင်ကောင်းတယ်ဒီကာလဘာလို့လဲဆိုတော့ Mercury retro ကလည်း Cancer မှာဖြစ်နေတဲ့အခါကျတော့ emotionally ကိုပြန်ပြီးတော့မှreset ပြန်လုပ်တာတွေ clear mindset ပြန်လုပ်တာတွေအဲ့ဒါလေးတွေကကောင်းမှုနဲ့အခြေအနေပေါ့နော်တိုက်ဆိုင်တာကကျမဒီ group ရေးထားတာကိုကျမကတော့ဗာလဲဒီ4ရက်နေ့ပေါ့နော်4ရက်နေ့ကြာလို့ရှိရင် July 4ရက်နေ့ကနေစပြီးတော့ the bad ဒီလာရှင်ဝယ်ဖို့ရှိတာဟုတ်အဲ့တော့ကျမနဲ့တော်တော်လေးကြိုက်တယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ဒီဘာကိုရဲ့ energy ကသူဒီ retreat သွားတာတွေပါတယ်နဲ့သက်ဆိုင်နေပြီးသွားလို့ရှိရင်နောက်တစ်ခုကပါလဲဆိုတဲ့အခါကျတော့ပညာရေးကို self grow ပေါ့နော် self grow လို့ပြောလို့ရမယ်ကိုပြန်လည်ရှာဖွေတာလေ့လာသင်ကြားတာဘာသာရေးနဲ့ပတ်သက်တာတွေကိုလုပ်တာဒါမျိုးတွေနဲ့သွားပြီးတော့မှသက်ဆိုင်နေအဲ့တော့ maybe ယူရိုတွေထဲမှာဘာကိုအားကောင်းတဲ့သူတွေပါလိမ့်မယ်ပြီးရင်တချို့တွေစိတ်ကူးတစ်ခုရှိတယ်ဆိုလို့ရှိရင်အကောင့်ထဲပေါ်ဖို့အတွက်ဆိုလို့ရှိရင်6လပိုင်းနေယူလို့အတွက် confirmation ရရလာဖြစ်လိမ့်မယ်အခုကနေ2လကြာလည်းဖြစ်တယ်ဆိုတော့ဟုတ်တယ်ဒီမှာလည်းပဲ901နဲ့ထွက်လာတာ6လပိုင်းကယူရိုအတွက် major change ဖြစ်လိမ့်မယ်ဘာကိုစီစဉ်ဒီ8လပိုင်းအကုန်ကနေ9လပိုင်း20ကျော်အထိပေါ့နော်အဲ့လိုမျိုးနဲ့ရှိတယ်ဆိုတဲ့အခါကျတော့အဲ့လောက်ဆိုရင် effective ဖြစ်လိမ့်မယ်တကယ်လို့ဒီထဲမှာနည်းနည်းအလုပ်ပင်ပန်းတဲ့သူတွေရှိရဆိုရင်နည်းနည်းအနားယူဖို့လိုတယ်ဘာလို့လဲဆိုတော့စိတ်ပိုင်းဆိုင်ရာ mentally emotionally physically နားလိုက်မှသာလည်းယူရိုတွေ energy ပြန်ပြီးပြေးသွားလိမ့်မယ်မဟုတ်လို့ရှိရင် energy တွေရန် drain ဖြစ်နေလိမ့်မယ်ဆိုတော့အနားယူဖို့ကြံပေးချင်ပါတယ်ဒီထဲမှာအရန်ကြီးပေါ့နော်အရန်ကြီးစိတ်ထကြနေတဲ့သူတွေတော့လည်းမဟုတ်နေဘူးဒီဖွဲ့ရလူတွေမှာလေဘာလို့လဲဆိုကိုလမ်းကြောင်းလေးတွေရှာနေပြီmaybe ဒီဖွဲ့ရလူတွေကကြတော့ on the way ပေါ့နော် on the way လို့ပြောလို့ရမှာ transitioning period ကိုဖြတ်နေကြပြီပေါ့ဖြတ်နေကြတဲ့အခါမျိုးမှာတချို့တွေကကြတော့လေဟိုဘက်လမ်းလေးကိုသွားမယ်တချို့တွေကဒီဘက်လမ်းလေးကိုသွားမယ်ကိုဘယ်လမ်းကိုကြိုက်လဲဆိုတဲ့ဟာလေးတွေကို alignment ချိန်နဲ့ကာလဖြစ်ဖို့များတယ်အခုက6လကလည်းပြီးခဲ့ပြီဆိုတော့လေ2026ရဲ့နှစ်တဝက်ကိုလည်းကျိုးနေပြီဆိုတဲ့အခါကျတော့ကိုဘယ် line လေးကိုသွားမှလဲဆိုတဲ့ဟာမျိုးကိုရှာဖွေနေကြတာတွေးရှိနေကြပြီဒီထဲမှာဒီဖွဲ့ရသူတွေထဲမှာတွေးရှိနေကြပြီဒါပေမဲ့ decision မလုပ်နိုင်သေးတာအဲ့ decision လုပ်ဖို့အတွက်ဆိုလို့ရှိရင်ကို self love လေးတွေ self care လေးတွေကလုပ်ဖို့အားတကယ်အရေးကြီးတယ် balancing ဖြစ်ဖို့လိုအပ်တယ်
ဘာလို့ balance လဲဆိုတော့ဒီမှာ enjoy the view and keep going ပေါ့နော် stay balance နဲ့ဒီဘက်ကဒီမှာ true of holidays နဲ့ကအတူတူပဲ themes ကအတူတူထွက်လာတာပေါ့နော်တချို့ကကြတော့ဒါကြောင့်မလို့လဲတချို့တွေဒီပေါ့ဗာလဲပုံမှန်ဝန်ထမ်းအလုပ်ကနေပြီးတော့အလုပ်ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တဲ့သူတွေပါလေဆိုရင်ငါမှအဆင်ပြေပါမလားဒါမှမဟုတ်လို့ရှိရင်လည်းကျမတို့လိုမျိုးပဲကိုယ်ပိုင်လုပ်ငန်းနဲ့လုပ်နေရတဲ့အခုလိုမျိုးကိုယ်ဝါသနာပါလာလေးတာလို့လည်းချိန်ပေးပြီးတော့လုပ်ချင်တယ်ဆိုတဲ့ဟာမျိုးဆိုရင်ကိုယ်မှာ balance ကမဖြစ်နေတော့ဘူးသိရမလားဟိုဟာပဲလုပ်အောင်လို့ဒီဟာပဲလုပ်အောင်လို့အဲ့ဆိုရင်ဘယ်လိုတွေ balance ဖြစ်အောင်လုပ်မလဲဆိုတဲ့ဟာမျိုးပေါ့နော်အချိန်အဲ့ထဲမှာအချိန်လည်းပါတယ်ငွေလည်းပါတယ်လူလည်းပါတယ်ဟိုအချိန်ကတနေ့မှာလူတိုင်းမှာ24နာရီရှိတာအဲ့ထဲကနေမှဘယ်အချိန်ကိုဘာလုပ်မယ်ဘယ်အချိန်ကိုဘာလုပ်မယ်ဆိုတာဒီကိုနဲ့သက်ဆိုင်တာပေါ့နော်အဲ့ဒါကိုအချိန်ကို manage လုပ်ရမယ်အဲ့လို manage မလုပ်နိုင်တဲ့အခါမှာ physical ကိုလာပြီးထိကြိုက်တယ်ပျော်တာကိုပျော်လို့လုပ်ချင်တယ်ဆိုရင်တော့မှပဲခန္ဓာကိုယ်ကမလိုက်နိုင်တော့ဘူးသိရမလားအဲ့တော့ကိုကဘယ်ချိန်မှာတော့ဘာလုပ်မယ်ဘယ်ချိန်မှာတော့ဘာလုပ်မယ်ဆိုတော့ planning ကောင်းမှုလည်းလိုအပ်မယ်လို့ထင်တယ်ဒီဘက်ကလူတွေမှာလေဒါကြောင့်လည်းပဲဒီမှာအနားယူခိုင်းနေတာအနားယူဖို့လိုအပ်တယ်နန်းနေလုပ်ချင်တဲ့ idea တွေရှိတယ်စိတ်ကူးတွေရှိတယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မှလဲဆိုတော့ bigger plan ချဖို့လိုအပ်တယ်ဟာမီကတ်နဲ့ထွက်ထားတာဟာမီကတ်ကပြန်လဲရှာဖွေခြင်းပေါ့နော်ပြန်လဲရှာဖွေမယ် service တွေပေးမယ်ဆိုတဲ့အခါမျိုးမှာတင်နန်းတွေတက်ယုံနေမဟုတ်ဘူးဒီကာလမှာတင်နန်းတက်ပြီးသားတင်နန်းတွေတဲကနေရောကိုဘာတွေရထားပြီးပြီလဲကိုဘာတွေသိပြီးပြီလဲဒါတွေကို reflect ပြန်လုပ်ရမယ်အချိန်လို့ကျွန်တော်မြင်မိတယ်ပြီးတော့9လပိုင်းဆိုတာဒီနှစ်တစ်ဝက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ reflection ကောင်းကောင်းလုပ်တဲ့အချိန်လို့ပြောလို့ရတယ်နောက်ထပ်နှစ်မကုန်ခင်နောက်ထပ်6လမှာကိုဘယ်လိုလမ်းကြောင်းကိုဆက်သွားမှာလဲပြီးခဲ့တဲ့6လမှာလှုပ်သွားခဲ့တဲ့လှုပ်ကြည့်ခဲ့တဲ့အရာတွေဒီကိုနဲ့ align ဖြစ်လာအဲ့ဒီဟာတွေကိုဆက်ပြီးတော့ carry on မှာလားဒါမှမဟုတ်လို့ရှိရင်အဲ့ဟာတွေတည်းကတချို့ဟာတွေကိုတော့လက်ကူးလုပ်ဖြစ်ရမှာလားပြန်ပြီးတော့ review and reflect လုပ်ရတော့မယ်ပေါ့နော်ထွက်လာတဲ့ကတ်တွေဒီတော်တော်လေးအဆင်ပြေတဲ့ထဲမှာပါတယ်ကြိုက်တယ်လို့တော့ကျွန်တော်တော့ထင်တယ်ပေါ့နော်တကယ်လို့ energy ကြိုက်လို့ထပ်ပြီးတော့အသေးစိတ်သိချင်တာရှိရဆိုရင်လည်းpage မှာ message ပို့ပြီးတော့မေးလို့ရပါတယ်အခုကျွန်မ clarification လေးပြောပြမလို့ clarification ဘာကိုသိချင်တာလဲဆိုတော့ euro balance လုပ်ဖို့လိုအပ်တာရဲ့အနားယူဖို့လိုအပ်တာရဲ့အတွက်ကို clarification နှစ်ကထပ်ပြီးတော့ဆွဲကြည့်ချင်ပါတယ်ဘယ်နေရာတွေမှာ burn out တွေဖြစ်နေကြတာလဲis a source ဒီဖွဲ့မှာကလေဟိုဟာလေwater sign ကလွယ်ရင်ကျန်တဲ့ဟာတွေပါတယ်water sign နဲ့ထွက်လာပြီဒီဖွဲ့က element စုံတယ်ပေါ့နော်ပြောရရင်အဲ့တော့ the embrace energy ရှိရသေးလားယူရိုကကိုလုံနိုင်တယ်ကိုမှာ power ရှိတယ်confidence ရှိဖို့တော့လိုအပ်တယ်Nine of Cups တဲ့ဟွာခုမှပဲတွေ့တော့တယ် universe ကလည်းပဲ decision ချဖို့အတွက်ကိုပေးနေပြီ decision ချခိုင်းနေပြီတကယ်လို့မြန်ကိုကသာ decision ချမယ်ဆိုလို့ရှိရင်သူဒီလည်းပဲကောင်းမွန်တဲ့အကြံဉာဏ်တွေကိုပံ့ပိုးပေးလိုက်မယ် supporting ပေးလိုက်မယ်ပြီးရင်အနားကိုထောက်ပံ့ပေးမယ်အမျိုးသား energy romance energy တွေ့မိတယ်ပေါ့နော်မဟုတ်လို့ရှိရင်လည်းကိုယ့်အကြံဉာဏ်တွေပေးမဲ့မိတ်ဆွေတငယ်ချင်းကောင်းဆိုလည်းကောင်းပါလေအဲ့လိုမျိုးလေးတွေရောက်လာနိုင်တယ်တွေ့လာနိုင်တယ်emotionally support ပေးမဲ့သူပေါ့ပြောရလို့ရှိရင် emotionally support ပေးမဲ့သူ maybe တချို့တွေကအချစ်တွေပါတွေရှာတာဆိုလို့ရှိရင်ကိုယ့်ထက်နည်းနည်းရင့်ကျက်တဲ့သူမျိုးပေါ့အသက်ငယ်အောင်ကိုယ့်ထက်ရင့်ကျက်တယ်ကွယ်။ဘာမှမလဲကိုယ့်ထက်နည်းနည်းအသက်လေးနည်းနည်းကြီးတဲ့သူမျိုးလေးကကိုယ့်ကို emotionally support ပေးဖို့အတွက်အဆင်သင့်မယ်။သူတို့ရှိနေပေးတယ်တဲ့ဆိုတဲ့အခါကျကိုယ့်နားမှာတကယ်လို့အမျိုးသား energy ရှိရဆိုရင်ကြည့်ပါပေါ့နော်။ဘယ်လိုမျိုးလူတွေရှိနေလဲပေါ့အဲ့ဒီဟာလေး။အဲ့တော့အခုဒီ romance angelကတ်ကလေးတွေနဲ့အခြေရေးအတွက်ကိုဆွဲပြတာမျိုးပေါ့နော်အကြံဉာဏ်လေးတွေ guidance message လေးတွေထွက်လာပါလိမ့်မယ်သူအရင်ဒီပါထွက်လာတယ်လက်ထွက်နေပြီဆိုရင်ရက်လိုက်တော့နော်ငွေတော့မရသေးဘူးဒီနှစ်ကတ်မပြောခင်မှာဒီတစ်ကတ်ကိုအရင်ပြောရလိမ့်မယ် love yourself first okay အဲ့တော့ကိုချစ်ဖို့အရင်ကြည့်ဆိုင်ပါ your self respect made you more romantically attractive တဲ့ကို self respect ပေါ့နော်ကိုလေးစားမှုအဲ့ဒီဟာဒီပို့ပြီးတော့မှromantically attractive ဖြစ်ပါတယ်တဲ့
ဒါလေးကကျမကို remind ပေးရတဲ့တူတယ်ပေါ့နော်အရင်တော့ကကျမဒီဘယ်လိုပြောရမလဲအခြေအနေနဲ့ပတ်သက်လို့ရှိရင်ကိုကလိုက်တဲ့သူပေါ့သိရမှာအခုကျတော့မဟုတ်တော့ဘူးကိုအဲ့ဒီဟာတွေအကုန်လုံးကိုဖျက်ချပြီးတော့ရက်ပြီးတော့ reflection ပြန်လုပ်လိုက်တဲ့အခါမျိုးမှာကိုဒီလိုက်တဲ့သူမဟုတ်တော့ဘူးကိုပဲလာရှာတဲ့သူကိုလာရှာတာကိုစောင့်နိုင်တဲ့သူဖြစ်သွားတယ်ပေါ့နော်အဲ့ဒီအချိန်မျိုးမှာကိုရဲ့ attract ပြန်ပြီးတော့လုံနိုင်သွားတယ်ပေါ့နော်ဒါလေးကတော်တော်လေးမှန်တဲ့ဟာပေါ့နော်အရင်ဆုံးကိုချစ်ဖို့အရင်ရှာလိုက်ရတယ်ပေါ့ကိုချစ်တတ်သွားတဲ့အခါမျိုးမှာ confidence ရှိသွားမယ်ပြီးသွားလို့ရှိရင်အဲ့ဒီအရာကနေပြီးတော့ပဲ self respect ကနေပြီးတော့ပဲတခြားသူကလည်းကို respect ဖြစ်လာတယ်ကိုပို့ပြီးတော့ချစ်လာတယ်အဲ့လိုမျိုးတွေတွေ့ရတယ်ဒီမှာကတော့ passion နဲ့ passion ကကြတော့ allow your heart and soul to sing with joy နဲ့ passion ကိုခွင့်ပြုလိုက်ပါတဲ့ခါလေးကြလို့ရှိရင်လေလိုအပ်လို့ရှိရင်သချင်းတွေပါအော်ဆိုပလိုက်ပေါ့နော်ပျော်ရွှင်မှုနဲ့အတူတူဒီမှာတိုက်ဆိုင်ဆိုတာနဲ့ညတုန်းကဆိုလို့ရှိရင်ဘာလို့လဲဆိုသချင်းတွေအကျယ်ကြီးခွဲပြီးတော့တော်တော်ကြီးဟိုဘန်းတော့လုပ်လိုက်တာပေါ့နော်ဘန်းအားလည်း energy ဘန်းတာတစ်မျိုးပဲတကယ်တော့သချင်းဆိုရဲဆိုတာအော် hit ပြီးတော့ဆိုနေလိုက်တာအတန်ကောင်းခြင်းအတန်ဆိုခြင်းမရှိဘူးသူများတွေကောင်းတယ်ပြောတာဆိုတာပြောတာမရှိဘူးဒီတိုင်းပဲဆိုချင်တာတွေကိုအော်ဆိုနေလိုက်တာအဲ့ဒါမျိုးYouTube ကိုဖွင့်ထားလိုက်တယ်ပြီးအဲ့ထဲကအတိုင်းကီးကလည်းမှန်ခြင်းမှန်မယ်မှားခြင်းမှားမယ်ဆိုချင်တာတွေအကုန်လုံးအော်ဆိုနေလိုက်တယ်အဲ့ချိန်မျိုးမှာဒါလည်းအလောင်းတစ်ခုအလောင်းလှုပ်လိုက်တာပဲပေါ့ကိုနှလုံးသားကိုဖြစ်ချင်တဲ့ဟာပေါ့နော်ကိုပြောချင်တဲ့ဟာတွေကိုတခြင်းထဲမှာပြောလိုက်တာမျိုးတွေကိုရဲ့ခံစားချက်တွေကအဲ့တဲ့ခြင်းနဲ့တူပါသွားတာမျိုးတွေအဲ့ခါမှာ energy ကလေနည်းနည်းလေး flexible ပြန်ဖြစ်လာတတ်တယ်ပြန်ပြီးတော့ဟို warm up ပြန်ဖြစ်လာတယ်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်တတ်တယ်ပြီးရင်တော့နောက်တစ်ခုကကျ let go of the control issue တွေတဲ့ချို့တွေ control issue အရင်ရှိနေရတယ် let go လုပ်ပါတဲ့ allow this situation to unfold naturally ချို့မိသားစုတွေများအဆင်မပြေတာမျိုးရှိနေလားမသိဘူးเนาะအဆင်မပြေတာမျိုးရှိရဆိုလို့ရှိရင်ဒီတိုင်းပဲဟိုပေါ့ let go လုပ်လိုက်ပါပေါ့เนาะအရင် control မလုပ်နေပါနဲ့ judgment တွေကိုမကြောက်ပါနဲ့အခုနောက်ပိုင်းအဲ့ဒီ judgment ကိစ္စကိုဘာလို့ထက်ကလည်းပြောမိနေလဲဆိုတော့ကိုယ်တိုင်လည်းပဲ judgment ကြောက်တဲ့သူဖြစ်တဲ့အခါကျတော့အဲ့ဒါကို healing ဖြစ်လာလို့လားတော့မပြောတတ်ဘူးပေါ့နော်ခုနောက်ပိုင်းမှာအရင်ကိုယ်တိုင်သူများကို judgment လုပ်တာလဲငိုရဲစိတ်တော့မဝင်စားဘူးဒါပေမဲ့ပြောမိဆိုမိတာမျိုးရှိကောင်းရှိခဲ့လိမ့်မယ်ပေါ့နော်ကျမမပြောဘူးလို့ဆိုရင်လည်းပြောမိတာမျိုးလည်းအရှင်ရှိလိမ့်မယ်မပြောတတ်ဘူးကို judgment လုပ်တာကြရင်တစ်စက်ကလေးမှမကြိုက်နေတာတစ်စက်ကလေးမှမကြိုက်နေတဲ့အခါကျတော့ခုနောက်ပိုင်းမှာပြန်ပြီး reflect ပြန်လုပ်မိတယ်ငါဘာကြောင့်မကြိုက်တာလဲအဲ့ဒီဟာဒီဘယ်တော့မှစခဲ့တာလဲဆိုတာမျိုးပေါ့နော်ဒီမှာလည်းပဲအဲ့လိုပဲ let go of in control issue ဆိုတာဒီ control တခုခုလုပ်ထားတယ်ဆိုရင်ကိုဒီ control ခံရတာကိုကြောက်ဘူးလား control မခံချင်တာဒါမှမဟုတ်ကိုယ်တိုင်ကသူများကိုကြတော့ control တွေလိုက်လုပ်နေတာတခုခု issue ရှိလို့ဒါဒီလိုမျိုးတွေဖြစ်တာပေါ့နော်အဲ့တော့အရင်ဆုံး allow this situation နဲ့ဒီ situation လေးကိုခွင့်ပြုပေးလိုက်ပါတဲ့ to unfold naturally တဲ့တဘာဝအတိုင်းလေးဘာဖြစ်လို့ဘယ်မှာစခဲ့တာလဲပေါ့သိလားဘယ် story ပဲဖြစ်ဖြစ်အစဆိုတာရှိရလေဘယ်တော့မှစခဲ့တာလဲဘာတွေတည်ဆောင်ထားခဲ့ရတာလဲဟိုးငယ်တော့ကဘာတွေများဖုံးကွယ်ပြီးတော့ကိုမသိခဲ့တဲ့အရာတွေပေါ့နော်ကိုမမှတ်မိတော့တဲ့အရာတွေပေါ့အဲ့ဒါတွေပြန်ပေါ်လာတာဆိုရင်အခုချိန်မှာနည်းနည်းလေး reflect လုပ်ကြည့်ပါပေါ့နော်ဘာလို့လဲဆိုတော့အခုမှာ Curie cancer ဒီအဓိကအဲ့ဒီလိုမျိုး emotionally reset and reflect လုပ်ရမယ်အချိန်ကာလဖြစ်နေလို့ဒါကြောင့်မို့လို့ပေါ်လာတာတချို့က family မှာတချို့ကကြတော့ကိုယ့်ရဲ့ကျမဆိုရင်ကိုယ်တိုင်ရဲ့ value တွေနဲ့ပတ်သက်တာတွေအဲ့လိုမျိုးပေါ့နော်အဲ့တော့ကိုယ့် emotion ကဘယ်နေရာတွေမှာသွားပြီးတော့များ affect ဖြစ်မလဲဆိုတာမသိနိုင်အောင်လေတယောက်နဲ့တယောက်ကကြတော့အဲ့တော့တကယ်လို့ပေါ်လာခဲ့တယ်ဆိုလို့ရှိရင်လည်း okay ဒါတော့ဒီမှာတွေ့နေရပြီဗာလေးဆက်လုပ်ရင်ကောင်းမလားဒီမှာလေသူပြောထားပြီးသားပဲအားလုံးဒီ perfect မဖြစ်နေဘူးဒီနေရာမှာ do you actually know how perfect you are တဲ့ကိုယ်တိုင်ရော perfect ဖြစ်လားသူများတွေရော perfect ဖြစ်လားတကယ်တော့ perfect ဖြစ်တာဒီကောင်းခြင်းဆိုခြင်းမဟုတ်ဘူးကို acceptance ရှိဖို့ကသာအရေးကြီးတာပေါ့နော်အဲ့တော့ what do you choose ဘယ်ကိုရွေးမှာလဲကို self love ကိုရွေးမှာလားကြောက်နေတဲ့အကြောက်တရားတွေထဲမှာပဲနေမလားဘာပဲပြောအချစ်ကိုတော့ရှာရတော့မှာနော် okay all the best ပါကျေးဇူးတင်ပါတယ်ဒီ page လေးကိုအမြဲတမ်းကြည့်ပေးနေတဲ့အတွက်ပေါ့နော် like and subscribe တွေလုပ်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒီကာလမှာ page မှာ follower တွေဒီနှစ်ထဲမှာတော်တော်လေးများလာတာကိုသတိထားမိတယ်အဲ့ဒီအတွက်ကျွန်မအရင်ကျေးဇူးတင်ပါတယ်လိုအပ်တာရှိလို့ရှိရင်လည်းသိချင်တာရှိရဆိုရင်လည်းလာမေးလို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေရှင် all the best